တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်တရားနာယူရန်အချိန်ကြာရောက်လာပါပြီလူတွေကအချိန်တွေကုန်သွားလိုက်တာအချိန်အကုန်မြန်လိုက်တာလို့ဒီလိုပြောပေမဲ့မြတ်စွာဘုရားကတော့အချိန်ကကုန်သွားတာမဟုတ်ဘူးတဲ့ကာလောဂတတိဗုဒ္ဓာနိတပ္ပနေဝသဟတနာယောဇကာလကတောဗုဒ္ဓောသဗုဒ္ဓပစနိပစီကာလောအချိန်ကာလသည်သဟတနာမိမိနှင့်အတူတကွတပ္ပနေဝဗုဒ္ဓာနိတတ္တဝါအလုံးကိုဂတတိဝါမျိုးသွားတာအချိန်ကကုန်သွားတာမဟုတ်ဘူးတဲ့အချိန်ကကိုယ့်ကိုဝါမျိုးသွားတာတဲ့အချိန်ကကိုယ်ကိုဘာလုပ်သွားတာဩပရိသတ်ရဲ့1မိနစ်ကုန်သွားရင်1မိနစ်ကိုယ်ဝါသွားတော့တာ1ရက်ကုန်သွားရင်1ရက်ကိုယ့်ကိုမျိုးသွားတော့တာ1နှစ်ကုန်သွားရင်1နှစ်မျိုးသွားတော့အချိန်ကကုန်သွားတာလားအချိန်ကကိုယ့်ကိုစားသွားတာလားအချိန်ကစားသွားတာ1နှစ်ကုန်သွားရင်1နှစ်နီးသွားတာပဲ1နှစ်နီးသွားတာနဲ့1နှစ်နဲသွားတော့တာပဲ1နှစ်ကုန်ရင်1နှစ်နီးသွားတယ်1နှစ်နီးတာနဲ့1နှစ်နဲသွားတယ်ပရိသတ်1နှစ်ကုန်ရင်1နှစ်နီးသွားတယ်ဆိုဘာနဲ့နီးသွားတာလဲအိုခြင်းသိခြင်းနဲ့နီးသွားတော့တာနော်သုတ်တန်နဲ့နီးသွားတာသင်္ញန်နဲ့နီးသွားတာ1နှစ်နီးသွားတာနဲ့1နှစ်နဲသွားတော့တာ1နှစ်နဲသွားဆိုဘာပြောတာနေရမယ့်အချိန်1နှစ်နဲသွားတော့တာ1နှစ်နီးသွားတာနဲ့1နှစ်နဲသွားတယ်1နှစ်အနှုတ်ခံလိုက်ရတယ်ကြည်စမ်းပရိသတ်ရဲ့အချိန်ကာလကကိုကိုဝါမျိုးသွားတာဆိုတော့ဒီမျက်နှာကြီးကပြင်းရင်နဲ့ကိုပရိသတ်ရဲ့ပို့ပြီးတော့နုပြိုမလာပဲလေပိုလှလာမလာပဲအိုတွလာတော့တာပဲနော်ပြင်းရင်နဲ့ပိုလှမလာပဲဘာဖြစ်သွားလဲအိုတွလာတော့တာကြည်စမ်းတပြေးပြေးပြင်းရင်နဲ့ကိုအိုလာတော့တာအဲ့ဒါသိရသားနဲ့ပရိသတ်ရဲ့ပြင်းလို့ကိုဆုံးရလားဩဒကမတွေပူဆိုးတယ်နော်အပြင်ထွက်ကနေပြင်လိုက်ကြတာထွက်လာတော့လေဒီရုပ်ပါပဲနော်ပြင်လိုက်တဲ့အထဲမှာပူဆိုးတာပြိတဲ့အဲ့ဒီပြင်တဲ့အထဲမှာလေဘုန်းကြီးကတိပိဋကပြည်စရာရဲကြပြလေးသိကြိုက်တယ်အထုပ်ပြင်တာပူဆိုးတယ်ဘာပြင်တာပူဆိုးအထုပ်ကလေးတပြင်ကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကဘာကမှလည်းပါမသွားသေရွာကြလို့အပယ်လာနိဗ္ဗာန်ရောက်ဖို့အခက်သာအထုပ်ကလေးတပြင်ကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မအလကဘာကမှလည်းပါမသွားသေရွာကြလို့အပယ်လာနိဗ္ဗာန်ရောက်ဖို့အခက်သာအထုပ်တွေပြင်လားမပြင်ဘူးလားအပြင်ထွက်ကနေပြင်လိုက်ရတာဘာတွေထဲမှမလို့တကမတွေအိတ်တွေဖွင့်ကြည့်ဒါတော့ဒီလောက်ထဲတာတော့မှတခါဟိုမိတ်ကပ်ဘူးမိတ်ကြံရတာနဲ့နှကန်းနေဘူးမိတ်ကြံရတာနဲ့ကြံနေတော့အထုပ်ကြီးလေးပြိဿရေပို့ပြီးတော့ကို့အထုပ်ကိုစိတ်မချလေးပဲအထုပ်တွေဘလောက်ပဲပြင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားဝေစားရင်တော်သေးတာပေါ့အမွေတွေလူပြီးတော့ရံဖြစ်နေတဲ့လူတွေမရှိဘူးလားဝေစားရင်တော့ငြိမ်းချမ်းဝေစားတာပြဿနာအခုကလူစားနေတာကြံတဲ့သူတွေကဝေလို့မစားဘူးကြံတဲ့သူတွေလူစားနေတာဒါတော့မှဘုန်းကြီးတွေဆွဲထဲတယ်သိပ်မရှာနဲ့ဟေးတဲ့ဘုန်းကြီးစားသွားအောင်ပဲကလေးတွေပြောတာလေဘုန်းကြီးစားတော့မယ်တို့ဘုန်းကြီးဆွဲထဲတာနော်ဘုန်းကြီးကစားလို့ရရလားသူတို့လူမစားရတာပါနော်ကျန်တဲ့လူတွေတော့မသိဘုန်းကြီးကအတုပတခါကြွသွားတယ်ဝိတုတပတ်တိတ်ကလိုက်တာကြောင်းရောက်တော့ကိုယ်စာရေးဖွင့်ကြည့်တယ်ပတ်စံပါမလားရှင်များတို့ပါလားဆိုပါတယ်ဖေဟာတဲ့တောကတွေများပြီးတော့နှိပ်ထဲထည့်ပြီးတော့သုံးအိတ်တင်ပြီးပတ်စံအိတ်ပိတ်ပြီးတော့လှူလိုက်တာကြောင်းရောက်တော့ကိုယ်ပတ်စံအိတ်ကဗလာဖြစ်တယ်ဘုန်းကြီးကအဲ့လိုတန်ခါ400လောက်ကြားထဲမှာမဲဖောက်တာဗလာမဲတမဲပဲပါတယ်အဲ့ဒါတခြားဘုန်းကြီးမပေါက်ဒီဘုန်းကြီးပေါက်နော်
အဲ့တော့ဒီလိုဘုန်းကြီးကတော့ဝေမစားပါဘူးเนาะပတ်စံနေတော့ကြံနေတော့ပါမလာတာရှိတော့လေပရိသတ်ရင်ဘုန်းကြီးတွေလည်းဝေမစားကြပါဘူးကြံတဲ့သူတွေဝေစားတော့တာဆိုတော့အထုပ်တွေပြင်တာလဲပြင်ပေါ်ကုသိုလ်အထုပ်ပါမှအစဉ်ပြေမှာမဟုတ်လားဟောဒီခန္ဓာကိုယ်ကြီးကဘလောက်ပဲပြင်ပရိသတ်တလောက်ပိုပြီးတော့လှမလာပဲပိုပြီးတော့အိုလာတော့ပိုလှမလာပဲအိုတွလာတော့တာဒါပေမဲ့တန်ဝေကဉာဏ်နေရသလားဆိုတော့တန်ဝေကဉာဏ်နေမရပါဘူးဘုရားလောင်းမဂဒေဝမင်းကြီးကလေတနေ့တော့သူ့ခေါင်းကိုစတ္တာတဲ့ကခေါင်းရိပ်ပေးတာစံတပေးတော့ဗျူတီဆလွန်သူကပီတယောက်ရှိတာစံတတဲ့စတ္တာတဲ့လို့ခေါ်တော့အဲ့ဒီစတ္တာတဲ့သပင်ညက်ရင်းနဲ့သပင်မျိုးလေးတစ်ပြင်တွတ်တွေ့တယ်။အော်ရှင်မင်းကြီးသပင်တစ်ပြူတွေ့ပြီဆိုတော့အဲ့ဒါသပင်မျိုးလေးပေးလိုက်တယ်။အကြီးအကျယ်တုန်လှုပ်သွားတယ်။ငါတော်တော်အိုလာပြီဆိုပြီးတော့အဲ့ဒါလေးတအားတန်ဝေကရပြီးတော့မင်းစည်းစိမ်နေစွန့်ပြီးတော့မဂဒေဝမင်းကြီးတောထွက်သွားတယ်ပြိတ္တ။ဘုရားလောင်းမဂဒေဝမင်းကြီးသပင်ဖြူတစ်ခုတွေ့လို့တစ်ချောင်းတွေ့လို့တောထွက်သွားတယ်ဆိုတော့ဟောဒီကလူတွေသပင်ဖြူတွေတွေ့ရင်ဘာလုပ်ကြအများဆေးဆိုးတယ်နော်တခါကြီးလည်းဆိုးရတဲ့ပါတာနော်အေးကောင်းတာပေါ့ဘယ်တော့မှတရားရမှာမဟုတ်ဘူးပရိသတ်ဖြူလာရင်ဆေးဆိုးပါတယ်တဲ့ဩလူလောကကြီးဟိုတက္ကမကြီးကတော့တကောင်းလုံးဖြူနေတာပဲသူကြတော့အဖြူနှုတ်ခိုင်းလို့မရအနက်နှုတ်ခိုင်းမှာရငါသမီးအနက်လေးတွေနှုတ်ပေးပါလို့ဒီလိုပြောရပါတော့ပရိသတ်ဖြူနေလို့လည်းပဲမနှုတ်ပါနဲ့တန်ဝေကတွေယူလိုက်ကြစမ်းပါနော်အိုခြင်းတရားလွန်ဆန်လို့ရပါမလားမအိုပြားစီနဲ့တို့ဘလောက်ပဲပြောပရိသတ်တရက်ကုံတမနက်ကုံတစ်ချိန်ကုံတစ်နှင်းကုံသွားတာနဲ့အိုခြင်းတရားကကိုဝမ်းမျိုးသွားတာဆိုတော့မအိုပြားစီနဲ့လို့လဲတောင်းတလို့မရဘူးနုပြိုနေတော့အရေးလေးတွေတင်းနေတော့အလှလေးတွေဖြစ်နေတဲ့အချိန်မှာဘာမှမန်တက်เสียမရှိဘူးပရိသတ်အချိန်တိုင်းရင်သူလည်းပဲအိုအောင်မှာပဲအိုခြင်းတရားကိုမအိုပြားစီနဲ့လို့တောင်းတလို့ရပါမလားမရဘာကြောင့်အဲ့တောင်းတမရတဲ့သဘာဝကိုသိဩငါအရင်နဲ့မတူပါလားမှန်လေးတွေလည်းကြည့်ကြပါဘာကြည့်ကြလဲမှန်ကြည့်တယ်ဆိုတာဘာလို့ကိုကြည့်တာလဲတာဝန်ကယူဖို့ကြည့်တာအခုကဘာလို့ကိုကြည့်ကြအလားပြင်မှုကြည့်တာနော်အိုးမှန်တော့မှတချို့မှန်နေမှန်မလို့ပါလို့လေကြည့်လို့ရှိရင်ရုပ်ကမလောက်ဆိုအဲ့မှန်ကြီးလဲပလိုက်ပါစင်ကာပူကမှန်လေးကကြည့်ရင်တချို့မှန်နေတာတော်တော်ထူးထူးဆန်းဆန်းနေရှိတယ်ဘုန်းကြီးတို့နိုင်ငံခြားထွက်နေတယ်ဆိုအဲ့ဒီလေရင်ခွင်းတွေမှာ toilet တွေမှာထားတဲ့မှန်ကတော်တော်ချောတာခါကျရင်ကိုယ့်ပုံကိုငါတော်တော်ချောတာဒီမှန်နဲ့မှာဘုန်းကြီးတော်တည်းတချို့ညီမတွေဆိုအဲ့အိမ်သားတဲ့ရောက်ရင်ဓာတ်ပုံရိုက်တာဆိုဆက်ပြီးဆွဲတာလေအဲ့တည်းကမှန်နေအဲ့မှန်ကပိုလှတာနော်ပရိသတ်ရေမှန်နေလဲကြည်ကြပါတန်ဝင်ကယူဖို့မှန်ကြည့်ရတာအခုတော့အလှပြင်ဖို့မှန်ကြည့်တော့တာပိုလှမလားပဲအိုတွားလာကြတယ်ကိုခန္ဓာကိုယ်ကြီးဘလောက်ပဲပြင်လှတယ်ဆိုတာရှိပါဦးမလားအဲ့ဒါလေးအဝိစားလေးတွေဝစ်ပြီးတော့ဓမှန်လေးကြည့်လို့တာလေကိုခန္ဓာကိုလှတယ်လို့ထင်တာပရိသေလူကအဝိကြောင့်နဲ့ကြည်ကောင်းတာအဝိမပါပဲနဲ့ကိုလုံးပေါ်မှန်ရှိမှာကိုယ့်ကိုမှန်လေးနဲ့ကြည့်ကြည့်ပါဦးကိုခန္ဓာကိုလှလားမလှဘူးလားနော်အဝိမပါပဲခန္ဓာကိုယ်ကြီးရောကိုတုံးလုံးပေါ်မှန်ရှိမှာကိုလုံးပေါ်မှန်ရှိမှာကိုတုံးလုံးဒီလေမှန်တဲ့ဟိုလက်ဒီလေကြည့်ကြည့်ပါနော်မှန်တက်เสียရှိမလားတန်ဝေကယူเสียဖြစ်မလားလူဆိုတာလူမအဝတ်တောင်းမှာအကုတ်တဲ့လူဆိုတာအဝတ်ဝတ်မှလှတာအဝတ်မဝတ်ရင်မလှဘူးအခုတော့အဝတ်မို့ပဲအဝတ်တွေချွတ်ပြီးတော့ပြိုးတဲ့လျှောက်သွားနေတာတွေတောကတွေဘလောက်များလဲနော်လူဆိုတာအဝတ်ဝတ်မှလှတာဆိုတော့ပြိဿအဲ့ဒီတရင်ကအလှတရားပေါ်မှာမန်တက်မနေပါနဲ့အိုခြင်းတရားမအိုပြရစေနဲ့တော့ဘယ်တော့မှပြောလို့မရဘူးတဖြည်းဖြည်းနဲ့မှန်ကြည့်နေကိုလေအိုလာတာဘုန်းကြီးလည်းတစ်ခါကိုယ့်ကိုတန်ဝင်ကရတယ်ဘုန်းကြီးဒီကိုစပြီးတော့တရားဟောတော့ဓမ္မကြီးတွေဓမ္မပူဇာပွဲမှာလွန်ခဲ့တဲ့3-4နှစ်လောက်ကတော်တော်ချောသေးတာပဲကိုလေဒီပုံလေးကလည်း2008ခုနှစ်ကပုံလေးဒီပုံလေးကိုကြည့်ပြီးတော့ဘုန်းကြီးကဒီပုံလေးကကြည့်ကောင်းတယ်ဒါလေးနဲ့ပဲပနိုင်နေထုတ်မယ်ဒါလှုပ်စားတာပဲစရာကိုအန်တုပြီးတော့အဲ့ဒီပုံလေးနဲ့လှုပ်စားဒီပုံကိုပြန်ကြည့်တော့ကိုယ့်ဟာတာကိုလည်းငါတော်တော်အိုသွားပါလား
လောကဓာတ်နေခံလိုက်ရတာ stress တွေခံလိုက်ရတာခန္ဓာကိုယ်ရလာတော့ပြင်းရင်ပြင်းနေပြိသက်ပိုလှလားမလားပဲအိုသွားတော့တာဘုန်းကြီးကတရားတွေလိုက်ဟောတော့တန်ဝင်ကယူတယ်။ဗျာလေးတပုတ်တော့တစ်ခါကဆုံးမမီလို့တစ်ပေအောက်မှာစွန့်စားရစွန့်စားတော့တရားပွဲသွားရင်လည်းကိုယ့်ဘာသာကိုတန်ဝင်ကဗျာလေးရေးမိတယ်။သွားရင်နဲ့စာကြောင်းကိုထားလို့သွားရင်နဲ့စာကြောင်းကိုထားလို့ရင်တထိတ်ထိတ်ကားပေါ်အိပ်ရင်ဟောရင်နဲ့ပြောပလင်းပေါ်မှာတနေ့တခြားအိုသွားပေါ်ကိုယ့်ဘာသာကိုတန်ဝင်ကယူလိုက်တယ်သွားရင်နဲ့စာကြောင်းကိုထားလို့သွားရင်နဲ့စာကြောင်းကိုထားလို့ရင်တထိတ်ထိတ်ကားပေါ်အိပ်ရင်ဟောရင်နဲ့ပြောပလင်းပေါ်မှာတနေ့တခြားအိုသွားပေါ်ကြည်စမ်းဓမ္မကတိကရဲ့ဘဝအဲ့ဒါပဲမင်းကွန်းတိပိဋကဆရာတော်ကြီးကတိပိဋကဖြစ်တုန်းကလေဆရာတော်ကြီးခေတ်ကမင်းကွန်းတိပိဋကဆရာတော်ကြီးဘုန်းကြီးတို့သာသနာတက္ကသိုလ်ကြီးတီထောင်တဲ့ဆရာတော်ကြီးကပထမဆုံးတိပိဋကဖြစ်တာပဲလေစဋ္ဌတန်ဃာနာတင်တော့ဆရာတော်ကြီးကဉာဏ် brighter ဖြစ်တာဝိသိဋ္ဌအထူးတွေနဲ့ပဲအောင်တာဆရာတော်ကြီးကအထူးတွေနဲ့အောင်တော့ဆရာတော်ကြီးတိပိဋကပူဇော်ဖြစ်တော့တိပိဋကပူဇော်ပွဲတွေလှုပ်လိုက်ကြတာတနိုင်ငံလုံးဟိုဟာပင်ဒီဟာပင်ဟိုဟာပူဇော်ဒီဟာပူဇော်နဲ့ဆရာတော်ကြီးကအဲ့ဒါသိပ်ပင်မှန်းလာတော့ညီးတယ်တဲ့တိပိဋကဖြစ်ရတဲ့အာနိသင်ဒီကိုယ်တော်ဖဖမောပါပေါ့ပြောမပြခြင်းကိုကြောင်းနဲ့ကိုကံနေခြင်းလျက်မနေရစုံစံကားသွားနေရကြီးတဲ့ဒုက္ခဆရာတော်ကြီးကသူ့ဒုက္ခကိုသူညီးတယ်တိပိဋကဖြစ်ရတဲ့အာနိသင်ဒီကိုယ်တော်ဖဖမောပါပေါ့ပြောမပြခြင်းကိုကြောင့်နဲ့ကိုကံနေခြင်းမဲ့မနေရစုံစံကားသွားနေရကြီးတဲ့ဒုက္ခဘုန်းကြီးအဲ့ဒါကိုပြောင်းပြန်လေးပြန်ပြီးတော့တိပိဋကလေးဖြုတ်ပြီးတော့ဓမ္မကတိကဖြစ်ရတဲ့အာနိသင်ဒီကိုယ်တော်ဖဖမောပါပေါ့ပြောမပြခြင်းကိုကြောင့်နဲ့ကိုကံနေခြင်းလျက်မနေရစုံစံကားသွားနေရကြီးတဲ့ဒုက္ခပြိဿဒုက္ခကြီးလားမကြီးဘူးလားအဲ့ဒါလေးတွေနဲ့ပဲဘဝကတဖြည်းဖြည်းအိုသွားတော့အော်ငါအရင်နဲ့မတူတော့ပါလားဆိုတဲ့သံဝေကဉာဏ်လေးတခါကဓာတ်ပုံလေးတွေကြည့်ပြီးတော့ဖြစ်မိတယ်ဒါပေမဲ့ကောင်းတဲ့ပုံလေးတွေတော့အင်တာနက်ပေါ်တင်သေးတယ်လူကလေလူရဲ့သဘာဝပုံကောင်းလေးတွေရွေ့ပြီးတော့ချောလှလေးဆိုအဲ့အင်တာနက် Facebook ပေါ်သိတင်တာပဲညီမငယ်တွေဆိုပို့ဆိုတော့ငယ်တယ်လူဆိုတဲ့တတ္တဝါတွေကပရိသတ်ရဲ့ Facebook ပေါ်တင်နေဆိုရင်လေသူများပုံဘာဖြစ်ခရုမဆိုင်ဘူးကိုပုံလေးကောင်းရင်အကုန်တင်တော့တာအတူတူတငယ်ချင်းနဲ့တွဲရိုက်တယ်ကိုပုံကောင်းနေပြီဆိုဟိုတငယ်ချင်းဘာဖြစ်ကိုနဲ့မဆိုင်ကိုပုံကောင်းရင်တင်လိုက်တော့တာတခါကဘုန်းကြီးစွန့်ကနေရိုက်တယ်သူတို့ကလက်အုပ်လေးချီပြီးတော့ပုံကောင်းလေးကိုပုံကြတော့ကြက်ပေါင်ကြီးကြိုက်နေတာအဲ့ဒါဘုန်းကြီးကိုထည့်ကိုမတွက်ဘူးသူ့ပုံလေးကောင်းတာနဲ့အင်တာနက်ပေါ်ရောက်သွားတော့တာကြည်စမ်းကိုပုံကြတော့ကြက်ပေါင်ဆွဲနေချိပကောအဲ့ဒါကြောင့်ဘုန်းကြီးပြနင်တို့စောစားနေတဲ့အချိန်တော့မရိုက်ကြနဲ့ရိုက်ရင်လည်းပြောဆိုဘုန်းကြီးရိုက်မယ်ဆိုစောင့်နေရတာမစားသေးပဲပြီးပြီလားပြီးပြီဆိုသွားတော့လူဆိုတဲ့တရားဝါကကိုပုံလေးကိုပဲအဓိကထားတယ်ကိုပုံကောင်းရင်ကျန်တဲ့လူဘာဖြစ်ပုံဟောင်းလေးတွေပြန်ရှာပြီးကိုဝါသာကိုအင်တာနက်ပေါ်ဘလောက်ပဲတင်းပြိတ္တရဲ့အိုခြင်းတရားဆိုတာမအိုပါရစေနဲ့လို့တောင်းတလို့မရတဲ့အတွက်ကြောင့်မှန်လေးကိုကြည်ပြီးတော့တန်ဝေကယူလိုက်ကြစမ်းငါအရင်လိုမဟုတ်တော့ဘူးအိုလာခဲ့ပြီအရင်လိုဟုတ်သေးရဲ့လားဘုန်းကြီးခဏပြောတယ်နော်အိုခြင်းတရားကထိုင်ရန်ကထတာတော့တူသေးလားငငယ်တော့ကောင်းနဲ့ထားတယ်အိုလာတော့ကောင်းမထားနဲ့ကောင်းနဲ့မထားနဲ့တော့ဘာနဲ့ထားဖင်းနဲ့တော့မပြောပါနဲ့တင်မလောက်တော့လုပ်ပါအိုလာရင်ပြိဿရင်ငယ်တဲ့သူတွေထိုင်ရကထိုင်ရင်လွှားကနေအားလေးရှိတော့ခေါင်းလေးကစားထားလို့မရဘူးလားအိုတဲ့သူတွေကြတော့အိုလာတော့ခန္ဓာကိုယ်ကိုယ်အတိုင်းမရတော့ခေါင်းလေးကိုငိုလက်ကလေးထောက်ပြီးဘာကအရင်စားထားဖင်းကရင်ထားတော့လားကြည်စမ်းအိုခြင်းရဲ့လက္ခဏာအဲ့ဒါပဲထိုင်ရန်ကထားတာတော့တူသေးရဲ့လားတချို့ကြတော့အိုတော့မအိုသေးဘူးအသကုံစားပြီးတော့အသကုံကားတဲ့သူတွေရှိတယ်ဝါတဲ့လူတွေပြောတာနော်ဝါတဲ့သူတွေကစားသမျှကအပေါ်မတက်တော့ဘေးကိုပဲကာထွက်နေမလားအဲ့ဒီတအားဝါတဲ့လူဝါကြီးတွေလည်းထားရင်လေခေါင်းနဲ့ထားလို့ရသေးလား
ဘုန်းကြီးကဘယ်သူမှမပြောဓမ္မကြီးထတာခုနပြီးတော့မှကြည်အောင်ပဲဓမ္မပူဇာမာတိအလူရှင်နေဆိုတော့နည်းနည်းအထူးပြုပြီးကြည်ဒီဓမ္မကြီးဘယ်လိုထမလဲခေါင်းနဲ့ထမလားဖင်နဲ့ထမလားပရိသတ်အိုလာပြီးဆိုရင်ခေါင်းကအောက်ကိုငုံသွားတော့တာပဲခေါင်းလေးငုံလက်ကလေးတောက်ပြီးတော့တင်မားလေးကအရင်ကြွားတော့တာအိုခြင်းတရားတန်ဝေကားတွေတော့ယူရမယ်ဆိုရင်ယူစရာတွေအများကြီးယူသလားဆိုတော့မယူဘူးเนาะအဲ့တော့တောင်းတမရသဘာဝဒါလေးကိုမြတ်စွာဘုရားမိတ်နဲ့အဲ့ဒါလေးစင်ကြင်ပြီးတော့တရားနှလုံးသွင်းလိုက်ရင်ကုသိုလ်ဖြစ်တာပေါ့ဆိုကြည့်ကြအောင်အိုတိဓမ္မမအိုရတောင်းတမရပါအိုတိဓမ္မမအိုရတောင်းတမရပါအိုတိဓမ္မမအိုရတောင်းတမရပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါအိုတိဓမ္မမအိုရတောင်းတမရပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါဘေကဝေจิตจิตမိတို့ဣဒဤလောက၌ဇရာဓမ္မအိုရမဲ့အရာတွေကိုမာဇီရီတိမအိုပါရစေနဲ့တော့အလပနိယဌာနံတောင်းတ၍မရနိုင်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော်မပေါ့မဆတဲ့တရေတရားနဲ့တမ္ပါဒေထကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့တောင်းတ၍မရတဲ့သဘာဝကိုဆင်ញင်ပွားများအထုံနိုင်ကြပါစေကုန်ရဲ့လို့ဘဂဝါဘုံတော်6ပါးတခင်ဖျားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းတောင်းတမရသဘာဝတရားပရိသတ်ရဲ့ဗတရားလောကမှာရှိတဲ့တတ္တဝါတွေတောင်းတ၍မရတဲ့အရာ၅မျိုးထဲမှာနံပါတ်1ဇရာဓမ္မအိုခြင်းတရားကိုမအိုပါရစေနဲ့တို့တောင်းတ၍မရဘူးတဲ့ဒုတိယတောင်းတ၍မရတဲ့တရားကဗျာတိဓမ္မမာဗျာတိယိတိအလပနိယဌာနံသမဏေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနစီဝလောကသမိန်တိလောကသမိန်ဟောဒီလောကကြီးမှာဗျာတိဓမ္မနာရမဲ့တရားကိုမာဗျာတိယိတိမနာပါရစေနဲ့လို့အလပနိယဌာနံတောင်းတလို့မရဘူးတဲ့ပရိသေဒုတိယတောင်းတလို့မရတဲ့တရားကဗျာတိဓမ္မဘာဓမ္မရောနာရမဲ့အရာကိုမနာပါရစေနဲ့လို့တောင်းတ၍ရရဲ့လားဩရုပ်တရားကြီးကအနာကြီးပဲရုပ်ရနေတာဘာရထားတာတော့အနာကြီးရနေလို့တာပြိဿခန္ဓာကိုယ်ရနေသမျှတော့ကာယကဒုက္ခတွေကခန္ဓာကိုယ်ဒုက္ခဆိုတာရှိနေမှပဲနာရမယ့်အရာကိုမနာပါရစေနဲ့တော့တောင်းတလို့မရဘူးဟောဒီခန္ဓာကြီးရနေတာကနာနေတာပဲလေအဲ့တော့နာတော့နာတာပဲအဲ့ဒီကိုယ်အနာပေါ်မှာစိတ်အနာမရဖို့အရေးကြီးတာပေါ့ကိုယ်အနာမှာကိုကတော့နာမှာပဲလေဘုန်းကြီးတို့လည်းနာနေတာပဲအဲ့ဒီနာတာကိုနာတယ်တို့သိလို့ရှိရင်အဲ့ဒီနာခြင်းကပဲတရားပဲဝေဒနာကတရားပဲပြိတ္တဘုန်းကြီးဥရောပရောက်တယ်ပြီးခဲ့တဲ့ဩဂတ်လကမှဥရောပနိုင်ငံတွေဘုန်းကြီးဒီတစ်ခေါက်2015ခုကသွားတော့ကတော့ဒီဘက်က Scandinavian country တွေရောက်ခဲ့တယ်အခုဒီတစ်ခေါက်သွားတော့အီတလီရောက်ခဲ့တယ်ဗာတီကန်ရောက်ခဲ့တယ်ဂရိစ်ရောက်တယ်ဆွစ်ဇာလန်ရောက်တယ်အဲချာမိုနစ်ဆိုတဲ့မောင့်ဘတန်ဆိုတဲ့အဲ့ဒီပြင်သစ်နေတဲ့နေရာတွေရောက်ခဲ့တယ်အဲဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မှာဘုန်းကြီးတို့ကျောင်းတစ်ခုသွားပြီးတော့ဖွင့်ပေးတာဘုန်းကြီးတို့လှူထားတဲ့ဗုဒ္ဓဓမ္မစင်တာအဲ့ဒီဒိန်းမတ်ဖွင့်ပေးပြီးတော့ဘုန်းကြီးတို့ဟိုဘက်ကိုဆက်ထွက်တယ်ဖင်လန်နိုင်ငံဘက်ကိုရောက်ခဲ့ပူအဲ့ဒီဖင်လန်နိုင်ငံရဲ့မြို့တော်ဟယ်ဆင်ကီမှာဗမာတကာတွေရှိတယ်နိုင်ငံသားတွေရောက်တော့အဲ့မှာ foreigner တယောက်နဲ့ဘုန်းကြီးနဲ့ဘုရားဘာသာနဲ့ပတ်သက် discussion လုပ်တော့သူကမေးတယ်ဘုန်းကြီးဥရောပရောက်တယ်ပြီးခဲ့တဲ့ဩဂတ်လကမှဥရောပနိုင်ငံတွေဘုန်းကြီး
ဝေဒနာတွေသိခံစားနေရတဲ့လူနာတယောက်တဲ့ဝေဒနာတွေသိပြင်းနေတဲ့လူနာတယောက်သူလည်းပဲဒီဝေဒနာတွေခံစားနေရတာသူ့ကိုပြုစုစောင့်ရှောက်နေရတဲ့မိသားစုအတိုင်းဝိုင်းပတ်ဝန်းကျင်လည်းဒုက္ခဖြစ်နေတယ်ဆိုတော့အဲ့ဒီလိုလူနာမျိုးကိုတဲ့သူ့ဘဝလည်းဝေဒနာခံစားနေအောင်သက်သာအောင်ပတ်ဝန်းကျင်လည်းပြုစုစောင့်ရှောက်တာတွေညော့သွားအောင်ဆေးထိုးပြီးတော့ဘဝတစ်ခုချုပ်ပေးလိုက်ရင်မကောင်းဘူးလားတဲ့How do you think from the point of view of the teachings of Buddha မြတ်စွာဘုရားရှင်ရဲ့ဟောကြားချက်အလိုတော်အရာအဲ့ဒါမင်းဘယ်လိုမြင်လဲတဲ့နိုင်ငံသားတယောက်ကမေးတယ်ပြိတ္တဝေဒနာတွေခံစားနေရတဲ့သူတယောက်ကိုဆေးထိုးပြီးတော့ဘဝတစ်ခုဒီကုန်းချုပ်ပေးလိုက်တာအဲ့ဒါဒီဘက်မှာတော့ဆရာဝန်ခွင့်ပြုချက်နဲ့လုပ်ကြတယ်တဲ့အဲ့ဒါလုပ်တာအဲ့ဒီလုပ်ရက်ကမှန်လားမှားလားတဲ့လုပ်တင်တာမလုပ်တင်ဘူးလားတဲ့အဲ့လိုမေးတော့ပြိတ္တရဲ့ဘလို့ထင်လဲသူလည်းခံစားနေတတ်တောင်ကိုလည်းပြုစုရတတ်တောင်ဆိုပြီးတော့ဆေးလေးထိုးပေးလိုက်မကောင်းဘူးလားအဲ့ဒါဘုန်းကြီးကတော့ပြောတယ် from the point of view of Buddhism ဗုဒ္ဓဘာသာရှိတာ this is the killing ဒါဟာလူတတ်တာပဲပါဏာတိပါဒပဲဒါဆိုရင်ဝေဒနာကြီးခံစားနေရတာဘယ်လိုလုပ်မလဲအဲ့ဒါကတော့သူ့ဝိရှိရင်ခံရမှာပဲအကျွေးပိုင်တော့စပ်ပေါ်ဘာပိုင်စားပရိသတ်ရဲ့လွတ်မြောက်မှုကိုမရသေးတဲ့မြတ်တော့ဇာတိရှိပြီဆိုရင်တော့ဇရာပြာတိဆိုတာလာနေမှာပဲလေရုပ်ရနေသလိုဒုက္ခရတာကိုအဲ့ဒါကိုဒုက္ခအပေါ်မှာလက်မခံနိုင်လို့တော့အဲ့ဒါတောကထပ်တိုးတာပဲပေါ့ဟုတ်ပြီလားပရိသတ်ရဲ့နာနေတာတော့ရုပ်ရနေသမျှတော့နာမှာပဲအဲ့ဒါကိုမနာပါရစေနဲ့တော့တောင်းတလို့မရဘူးတကယ်လို့သာတရားရှိရင်အဲ့ဒီနာနေတဲ့အနာကြီးကပဲတရားအသိရှိရင်တရားပဲပရိသတ်ရဲ့တတိလေးသာကဲ့ရင်နာရာကဝေဒနာနုပတ္တနာမြတ်စွာဘုရားကဝေဒနာနုပတ္တနာတတိပဋ္ဌာန်၄ပါးထဲမှာဝေဒနာကိုမှတ်တတ်တဲ့အကျင့်လေးကလကားဟောခဲ့တာမဟုတ်တာခံစားချက်ဝေဒနာကိုသတိလေးကပ်ပြီးတော့သိရင်ပရိသတ်ရဲ့ဝေဒနာကတရားပဲလူတွေကလေဟောဒီတတ္တဝါတွေရဲ့စိတ်ကကောင်းတာလေးတွေဆိုရင်လောကဓာတ်လို့မထင်ပဲနဲ့မကောင်းတာဆိုမှပဲဒုက္ခလို့ထင်နေတဲ့တတ္တဝါတွေပရိသတ်ရဲ့ဝေဒနာဆိုတဲ့ပါဠိစကားလုံးက feeling ပဲခံစားချက်ပဲဝေဒနာဆိုတာခံစားတာပဲအဲ့ဒီပါဠိစကားလုံးကခံစားတယ်လို့အဓိပ္ပာယ်ရဆိုတော့ခံစားတယ်လို့ပြောရင်ဒုက္ခဝေဒနာကောင်းတာခံစားရင်လည်းဝေဒနာပဲဒုက္ခဝေဒနာမကောင်းတာခံစားရရင်လည်းပဲဝေဒနာပဲအဲ့တော့ဒုက္ခဝေဒနာလေးကောင်းတဲ့ခံစားလေးတော့ဝေဒနာလို့မထင်ပဲနဲ့အနာကြီးရမှာငါတော့ဝေဒနာကြီးလိုက်တာဆိုရင်ဒီအပေါ်မှာသွားပြီးတော့ခံစားနေတာအဲ့ဒါတရားမသိဘူးဝေဒနာကိုပရိသေတရားလေးနဲ့ရှိနေရင်လေအဲ့ဒီအနာကိုနိုင်အောင်သာမှတ်ရင်အဲ့ဒီအနာကတရားပဲဘုန်းကြီးတို့ကိုရီးယားမှာနေတော့ကအတူသာသနာပြုတဲ့တခါတယောက်ကကိုရီးယားမှာနေရင်းနဲ့သူကဆိုင်ကယ် accident ဖြစ်တာဆိုင်ကယ် accident ဖြစ်တာဆိုင်ကယ် slip ဖြစ်တာကျောင်းကိုလာရင်းနဲ့ဘုန်းကြီးကျောင်းနဲ့သူအလုပ်လုပ်တဲ့ဆက်ုံနဲ့နည်းနည်းဝေးတော့အဲ့ဒါနှင်းနေတအားကြတဲ့အချိန်မှာဆိုင်ကယ်စီးပြီးတော့ကျောင်းကိုလာတာဆိုင်ကယ်ပေါ်တက်ပြီးတာနဲ့သူအတိပြောက်သွားတယ်လို့ပြောတယ်သူကသူပြောက်သွားတာသူကပျက်စီးချိန်တန်လို့ရှိရင်အဲ့ဒါတွန်းပို့တော့တာအကျဉ်လူများယောက်ျားမိန်းမစသည်ထိုထိုပျက်စီးလို့ကအဆိုးအသွားအမှားမှဖြင့်ဖျားတော်မှဟောမရဘူးအကျဉ်လူများယောက်ျားမိန်းမစသည်ထိုထိုပျက်စီးလို့ကအဆိုးအသွားအမှားမှဖြင့်ဖျားတော်မှဟောမရဘူးတတ္တဝါတွေပျက်စီးချိန်တန်လာပြီဆိုအဖေပြောလဲမရတော့အမေပြောလဲမရဆရာသမားပြောလဲမရရုပ်စွာဆုံးဖျားလာဟောတာတော့မဝင်တော့ပျက်စီးချိန်သူလဲအဲ့ဒါအကြောင်းပါလာတော့ဆိုင်ကယ်ပေါ်တက်တာနဲ့သူအတိပြောက်သွားတာအဲ့ဒါတောင်ကုန်းပုံခုံးလေးခုံးပေးနာနေလမ်းအမြင့်လမ်းဆိုတော့အဲ့နားမှာသွားတဲ့အချိန်မှာဆိုင်ကယ်စလစ်ဖြစ်ပြီးတော့လူကဆိုင်ကယ်ကမှောက်ပြီးလူကအဲ့ဘောင်တန်းကိုကြော်ပြီးတော့အောက်ကိုပြုတ်ကျသွားသူကျပြီးတော့ဆိုင်ကယ်ကသူ့ပေါ်ပြန်ကျဆိုင်ကယ်ကထောက်တရသူ့ကိုထိုးတာဒီမျက်လုံးမထိတာအကန့်ကောင်းအသေးတန်ပြေဘုန်းကြီးတို့ဆေးရုံရောက်တော့အတက်နိုင်ဆုံးကိုတော့ကိုရီးယားမှာဆိုတော့သူမသေးဘူးဗျမသေးပေမဲ့မာဘီဆိုတာဖြစ်သွားတယ်အောက်ပိုင်းသေသွားတယ်အပေါ်ပိုင်းတော့မသေးဘူးအောက်ပိုင်းကအလုံးမလုံးတော့ဘူးအဲ့ဒါဒီပြန်ရဥပခိုးမှနေတယ်ဘုန်းကြီးတို့ကြုံရင်တော့ပြီးတရားပေါ့
အဲ့ဒီကလေးကသူဝေဒနာတွေသိဖြစ်တော့လူဆိုတာလေပြိတ္တဝေဒနာဖြစ်လိုက်ဟိုတွေးတီတွေနဲ့တရားမမှတ်ပဲဒါကြီးဒုက္ခကြီးကိုကြီးတယ်လို့ထင်ပြီးတော့ကိုယ့်ကိုယ်သူကတတ်သိဖို့လုပ်တော့တာဆူဆိုက်လုပ်ဖို့သူစဉ်းစားတယ်မကြိမ်ကြိမ်ပဲဒီတော့အဲ့ဒါတတ်သိလိုက်တာသူကဒီလိုဝေဒနာကြီးနဲ့ဒုက္ခိတဘဝနဲ့နေရတာဆိုင်သေရတာပိုကောင်းတယ်ဆိုရင်အဲ့ဒီစိတ်တွေဝင်တော့သူ့ကိုသေဖို့ကြိုးစားအဲ့ဒါဘုန်းကြီးကပြောတာရှင်ချင်းရဲ့တန်ဖိုးဟာရှင်ချင်းရဲ့တန်ဖိုးဆိုတာတရားအသိရှိနေခြင်းဟာတန်ဖိုးပဲလို့အသက်ရှည်ခြင်းမရှိခြင်းကိုဘုရားမပြောဘူးအသက်ရှင်တဲ့အခိုက်အတန့်မှာတရားအသိရှိနေတာဟာရှင်ချင်းရဲ့တန်ဖိုးပဲပရိသတ်ရဲ့အသက်ရှည်တာမရှိတာကိုမြတ်စွာဘုရားမပြောဘူးရှင်နေတဲ့အခိုက်အတန့်မှာတရားအသိလေးရှိတာဘဝရဲ့တန်ဖိုးပဲတဲ့အဲ့တော့ငါညီတကားတော့ကိုယ့်ကိုအလွယ်တကူဒီလိုကြီးသိဖို့မလိုဘူးရှင်နေသေးဟူကငါမင်းအောက်ပိုင်းမကောင်းပေမဲ့မင်းမနားတွေတရားနာခွင့်ရနေသေးတယ်မင်းမ memory အစစ်တွေအသိတွေကရှိနေသေးတယ်မျက်စိတွေမြင်နိုင်သေးတယ်နားတွေကြားနိုင်သေးတယ်တရားနာတယ်နားထောင်နိုင်တဲ့အားတွေရှိနေတယ်အဲ့ဒါလေးနဲ့ပဲဝေဒနာကိုမှတ်လိုက်ပါဘဝကိုမရှုံးအရှုံးမပေးနဲ့သိတာလွယ်တယ်သိတာကအကျဉ်းချင်းသိခဲ့ပြီသန္တရာတလျှောက်လို့အကျဉ်းချင်းသိခဲ့ပြီဒီဟာလေးအတိလေးမြန်တစ်ခုမြန်ရသွားရင်အဲ့ဒီအနာလေးကိုနိုင်အောင်မှတ်ထားနိုင်နာရာကတရားပဲပြိတ္တိမြတ်စွာဘုရားလက်ထက်ကကိလနာတုတ်မှာမြတ်စွာဘုရားဟောတာဝေဒနာသိပ်ပြင်းနေတဲ့တိတ်တယဟန်ကြီးသေလူမျောပါဖြစ်နေဘယ်သူမှမပြုစုအိုးဝမ်းနေမစင်နေနဲ့ကျင်ကြီးကျင်ငယ်တွေရောပြုံးနေတယ်အနတ်ထောင်းထောင်းဖြစ်နေတဲ့ယဟန်ကြီးဘယ်သူမှမပြုစုဘုရားကိုယ်တိုင်ကြွပြီးတော့ရေဘတ်တွေတိုက်ပြီးပြုစုပြီးတရားဟောကိုကမျောနေရဲ့အတိတော်တော်လေးကိုသိမသိတော့ဒါပေမဲ့လေအဲ့ဒီနောက်ပိုင်းဘုရားပြုစုပြီးနောက်ပိုင်းအဲ့ဒီတိတ်တကြီးပြန်တော်မူသွားပြန်တော်မူသွားတော့မှဘုရားကသူ့ဟောတဲ့ဇေဒီတဲပေးလိုက်ပါတဲ့ဇေဒီတဲပြီးတော့သူ့ပူဇော်လိုက်ပါဘာဖြစ်လို့လဲဘုရားသူကသေကံဤယန္တာဖြစ်သွားတယ်ကြည်စမ်းဝေဒနာကိုသာလျှင်တတိလေးကပ်ပြီးတော့မှတ်နိုင်ရင်ပရိသတ်ရဲ့တမိနစ်အတွင်းမှာရောသောတာပန်မဖြစ်နိုင်ဘူးလားနော်9မိနစ်အတွင်းမှာလည်းတရားရနိုင်တယ်ရှင်ကြီးရဲ့တန်ဖိုးဆိုတာတရားအသိလေးရှိရင်အဲ့ဒီနာရာကတရားပဲဟောနာရာကတော့နာမှာပဲပရိသတ်ရုပ်ရနေသမျှဒုက္ခဆိုတာမုတ်ချတွေ့နေမှာဖြစ်တယ်ကိုယ်အနာအပေါ်မှာစိတ်အနာမကပ်ပါစေနဲ့အနာတကအနာထဲမှာစိတ်နာတာအဆိုးဆုံးဘာနာတာအဆိုးဆုံးလဲစိတ်နာတာတချို့ပြောတယ်ငါတို့ကစိတ်ဆိုးအောင်တော့လှုပ်လို့ရတယ်စိတ်နာအောင်တော့လာမလှုပ်နဲ့ဆိုတာမရှိဘူးလားစိတ်ဆိုးတာကောင်းရင်လားစိတ်နာတာတော့ကောင်းရင်လားစိတ်ဆိုးတာလည်းဒေါသပဲစိတ်နာတာလည်းဒေါသပဲစိတ်နာတာကအာဃာတလေးတောင်ပါတော့နာလေးခံရလေးပဲပြိတ္တကြောင့်မို့ကိုယ်သာနာပါစေစိတ်မနာပါစေနဲ့အနာရှိတဲ့လက်ကစားနဲ့မတည့်ဘူးနော်တဲ့ရလားဘုန်းကြီးကဗျာလေးတစ်ခုရဖို့တဲ့စမ်းစစ်ကြည့်ခြင်းဆိုတဲ့ကြပြလေးခွက်ထဲကစာဖြူဖြူဟိုလူကလက်နဲ့ယူဒီလူကလက်နဲ့ယူဘသူလက်မှာဒုက္ခမပေးမင်းလက်မှာရွေးပြီးတော့ပူဆက်တဲ့ဝေဒနာပေးရင်မင်းလက်ကိုမင်းပြန်ကြည့်အနာတစ်ခုခုတော့ရှိလိမ့်မယ်ကြပြလေးကစမ်းစစ်ခိုင်းတာကိုယ့်အတူခွက်ထဲကစားဖြူဖြူဟိုလူကလက်နဲ့ယူဒီလူကလက်နဲ့ယူဘသူလက်မှာဒုက္ခမပေးမင်းလက်မှာရွေးပြီးတော့ပူဆက်တဲ့ဝေဒနာပေးရင်မင်းလက်ကိုမင်းပြန်ကြည့်အနာတစ်ခုခုတော့ရှိလိမ့်မယ်စားခွက်ကလေးဟိုလူကတကုတ်လာနိုင်တော့သူလည်းတကုတ်လာနိုင်ကိုလည်းတကုတ်လာနိုင်သူတို့ယူတော့ဘာမှအတန်မထွက်လာဘာမှမဖြစ်ကိုယူလိုက်မှကိုလက်မှာဆက်ဖြင်းဖြစ်တယ်ဆိုရင်ပြိတ္တလက်မှာဘာရှိလို့အနာရှိလို့ပဲအနာရှိတဲ့လက်ကစားနဲ့မတည့်ဘူးအဲ့ဒီလိုပဲပြိတ္တစကလုံးတစ်လုံးဒီစကားကိုသူ့ကိုလည်းပြောတာပဲသူ့ကိုလည်းပြောတာသူ့ကိုလည်းပြောတာကိုယ်ကိုလည်းပြောတာကိုကြတော့မှအနာဘောဒုကြသလိုနာတယ်ဆိုရင်ကိုယ်စိတ်မှာဘာရှိလို့အနာရှိနေလို့အနာရှိတဲ့စိတ်ကဆက်ဆက်ထိမခံအနာရှိတဲ့စိတ်ကဆက်ဆက်တိမခံအောင်ကိုကအနာရှိနေတာဒီစကလုံးယူပြောတာပဲဒါပေမဲ့သူ့ကိုရွက်ပြီးပြောသလိုဆောင်းပြီးပြောသလိုကိုပါဒီကားကိုဖိပြီးပြောသလိုဖြစ်တယ်အနာရှိရဲ့စိတ်ကဆက်ဆက်တိမခံဘူးညောင်ကိုသာနာပါစေစိတ်မနာပါစေနာရမယ့်အရာကို
မနာပရစေနဲ့တော့ဘယ်တော့မှတောင်းတလို့မရဘူးနာနေတာကတရားကြီးပါပြိဿဝေဒနာကိုအခုအိုလာတဲ့အရွယ်ပြီးရောက်ပြီဆိုရင်အဖိုးတို့အဖွားတွေနာခြင်းကပါမလာဘူးလားအိုခြင်းနဲ့နာခြင်းတွဲလာတာနော်ငါတို့တော့ကျမ်းမာရဲ့ကောင်းတယ်လို့ဘယ်တော့မှမပြောနဲ့အိုလာရင်နာတာကတွဲပြီးပါလာတော့တာဆိုတော့အဲ့ဒီအနာပေါ်မှာလေနာနေတဲ့ယုတ်တရားကြီးရထားတဲ့လူတွေမှာတရားမပါရင်လေဟိုလူကိုယိုးမဲ့ဖွဲ့ဒီလူကိုယိုးမဲ့ဖွဲ့ဟိုလူအလိုမကျဒီလူအလိုမကျတအားဖြစ်တာအိုလာရင်ပိုဖြစ်တယ်နာလာရင်ပိုဖြစ်တယ်ငါကတော့မွေးထားလိုက်တာငါတော့ဂယုမဆိုင်ဘူးဆိုတဲ့မိဘတွေလည်းရှိလာမယ်အဖိုးဖွားတွေလည်းရှိတာငါတော့ကျူးလိုက်ကြငါဒုက္ခဖြစ်တော့ငါတော့ဂယုမဆိုင်ဘူးဆိုပြီးတော့ကိုယ်အနာကသူများကိုယိုးမဲ့ဖွဲ့တာတွေမရှိဘူးလားကိုနာတာသူတို့လှုပ်လို့နာတာလားကိုဘာသာကိုနာတာလားဒီသားကိုရုပ်ရလို့ဝေဒနာရလာတာသူတို့ကြောင့်ရတာမဟုတ်ပါဘူးကိုတန်တရားကလွတ်မြောက်အောင်လုပ်မနိုင်တော့ရုပ်ရလို့ဝေဒနာရတာသူတို့ကြောင့်မဟုတ်ဘူးအဲ့ဒီအနာကိုဆင်ခြင်နိုင်အောင်ကြိုးစားဘုန်းကြီးဒီခါအက်ဆီဒန့်ဖြစ်တော့မိညောင်ရုပ် crack ဖြစ်သွားတယ်ယူရီးယားမှာသွားပြီးဆေးကုတော့ဆရာဝန်ကပြောတယ်operation လုပ်လို့မရဘူးတဲ့ very dangerous ပဲအန္တရာယ်ရှိတယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုတော့ဆေးထိုးမယ်တဲ့အဲ့ဒီအယိုးကိုအနာတက်တာအောင်ပဲလုပ်ပေးလို့ရမယ်ခန္ဓာရင်ရှိပါမလားနားမယ်နော်တဲ့တအားစူးစမ်းကြည့်ပါမယ်လို့အဲ့ဒါ operation ခန်းနဲ့ပို့လိုက်အကုန်လုံးပြင်စေအဲ့ဒါဘုန်းကြီးက operation ခန်းနဲ့ရောက်တဲ့မေ့စေးမပေးဘူးသူကထုံစေးပဲပေးတာဆိုသိနေတာဆိုတော့အဲ့ဒီသူတို့စလုပ်တဲ့ကံကစစ်ဖြစ်တဲ့သဘောအစာကြီးဘုန်းကြီးကဝေဒနာကိုမှတ်ပြီးတော့နေတာကိုနားတဲ့သဘောလေ operation ကထွက်လာတဲ့အခါကျဘာမှလှုပ်ရှားမှုမရှိဘူးညှဉ်းညူမှုမရှိပဲထွက်လာတဲ့ဘုန်းကြီးကိုတွေ့ပြီးတော့ဆရာဝန်အော်ပြီးတော့မေးတယ်အင်္ဂလိပ်လို how did you stay even it was a lot of pain ဒီလောက်နာတာကိုဘလို့များနေခဲ့လဲ how did you stay even it was a lot of pain ဒီလောက်နာတာကိုဘလို့နေခဲ့လဲဘုန်းကြီးပြန်ပြောတာ I was meditating in my feelings I was meditating in my feelings ငါကဝေဒနာကိုမှတ်ပြီးတော့တည်ခဲ့တာပရိသတ်ရဲ့ဝေဒနာကိုမှတ်ပြီးတော့နေတော့နာတာကသူ့အလုပ်သူလုပ်တာနာနေတာကိုသိနေတဲ့စိတ်ကလေးကတခြားနာတဲ့ရုပ်ကလေးကတခြားရုပ်နဲ့နာတခြားစီကွဲသွားပြီဆိုရင်သူ့အလုပ်သူလုပ်ဘာမှမဖြစ်တော့ညဘုန်းကြီးကဝေဒနာကိုမှတ်တတ်တဲ့အကျင့်လေးတွေလုပ်ပြီးတော့ဟိုသွေးလူမယ်ဆိုရင်လည်းအလေးထိုးတာနဲ့အကလေးစထိုးတဲ့စစ်ဖြစ်တယ်ဆိုရင်အဲ့ဒီ feeling လေးကိုပဲလိုက်မခံစားပဲအဲ့ဒါကိုသိနေလိုက်တာဝေဒနာဆိုတာခံစားဖို့မဟုတ်ဝေဒနာဆိုတာသိဖို့ပဲ feeling is not to feel just to know ပဲဝေဒနာဆိုတာခံစားဖို့မဟုတ်ဘူးသိဖို့ပဲအခုလူတွေကဝေဒနာကိုသိတာလားခံစားတာလားခံစားတော့ဖြစ်ပြီပေါ့ခံစားရင်ဖြစ်ပြီလေကောင်းလို့လည်းမခံစားနဲ့မကောင်းလို့လည်းမခံစားနဲ့ကောင်းလို့ခံစားရင်လောဘတွေဖြစ်တာပဲမကောင်းလို့ခံစားရင်ဘာဖြစ်လဲဒေါသတွေဖြစ်တာပေါ့အဲ့တော့ဝေဒနာကိုသူ့ဝေဒနာအတိုင်းသိနေလို့ရှိရင်သူ့အလုပ်သူလုပ်သွားရင်ပရိသတ်ရဲ့နာတာကတရားပဲဆိုတော့ရုပ်ရလို့အနာရတဲ့အပေါ်မှာမနာပြစေနဲ့လို့တောင်းတလို့ရပါမလားမနာပြားစင်းနဲ့တောင်းတလို့မရရုပ်ရရင်အဲ့ဒါသဘာဝပဲဆိုတာသိပြီးတော့နာခြင်းကိုတရားလေးနဲ့ဆင်ခြင်ပြီးနေဘဝခန္ဓာကိုရလာတရားပဲလူတွေကပြောတယ်ခန္ဓာကဒုက္ခလို့ပြောပေမဲ့အဲ့ဒီဒုက္ခဒီအသုံးချတတ်ရင်တရားရှာဗမာတွေ့တရားရှာကိုမာတွေ့ဒုက္ခအဆူကြီးရလာပဲအဲ့ဒီဒုက္ခအဆူကြီးကိုတရားအသိလေးနဲ့ရှိရင်အဲ့ဒီခန္ဓာကိုဒုက္ခကတရားပဲဆိုတော့ပရိသတ်ရဲ့နာတတ်တဲ့အရာကိုမနာပြရစေနဲ့လို့တောင်းတလို့မရဘူးတရားအသိလေးနဲ့ဆင်ခြင်ရမယ်ကဲဆိုကြည့်လိုက်နာတိဓမ္မမနာယတောင်းတမရပါနာတိဓမ္မမနာယတောင်းတမရပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါနာတိဓမ္မမနာယတောင်းတမရပါတောင်းတမရသ
သဘာဝတရားအသိနဲ့ဆင်ခြင်ပါဘေကဝေจิตာจิตသမီတို့ဣဒာဤလောက၌ဗျာတိဓမ္မနာတတ်တဲ့တရားတွေကိုမာဗျာတိဤဒီမနာပါရစေနဲ့လို့အလပနိယဌာနတောင်းတ၍မရတဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့သတိတရားနဲ့တမ္ပါတေထကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့နာခြင်းရဲ့သဘောမှာတရားလေးတွေနဲ့မနာပါရစေလို့တောင်းတမနေပဲတရားအတိနဲ့ညှိပြီးတော့နေထိုင်နိုင်ကြပါစေကုန်ရဲ့လို့ဘဂဝါဘုံတော်6ပါးတခင်ဖရာရှင်ကိုတော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းတောင်းတမယသဘာဝတရားပရိသတ်ရဲ့ဗတရားမြတ်စွာဘုရားကလောကမှာတတ္တဝါတွေတောင်းတလို့မရတဲ့အရာ၅မျိုးရှိတဲ့နံပါတ်1စရာဓမ္မအိုတဲ့တရားကိုမအိုပါရစေနဲ့လို့တောင်းတလို့မရဘူးနံပါတ်2ဗျာတိဓမ္မနာရမယ်တရားတွေကိုမနာပါရစေနဲ့လို့တောင်းတလို့မရဘူးတတိယတစ်ခုကမရဏဓမ္မမာမရဏံတိတိအလပနိဌာနံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနဝကေနစီဝလောကသမေလောကသမေဟောဒီလောကကြီးမှာမရဏဓမ္မသေရမဲ့တရားကိုမာမရဏံတိမသေးပါရစေနဲ့လို့အလပနိယဌာနတောင်းတ၍တော့မရပါဘူးတဲ့တတရားတောင်းတ၍မရတဲ့သဘာဝတရားတစ်ခုကမရဏဓမ္မဗာဓမ္မတော့ဗာဓမ္မတော့ပရိသေသေခြင်းတရားကိုမာမရဏံတိမသေးပါရစေနဲ့လို့တောင်းတ၍ရပါမလား။ဩမွေးတာကသေဖို့ဖြစ်လာတာပဲ။မွေးလာတာကမွေးခြင်းရဲ့အစသေခြင်းရဲ့အဆုံးပဲပရိသေနော်။ဘဝတစ်ခုရလာတာအဲ့ဒါနော်တခြားအယူဝါဒတွေကတော့ဘာသာတရားတွေကတော့ everything is created by the gods အရာအလုံးကိုထာဝရဘုရားသခင်ကဖန်ဆင်းပေးတယ်ဆိုတော့သူသက်ရှိသက်မဲ့အလုံးကိုဘုရားသခင်ကဖန်ဆင်းပေးတာ but Buddhism is not teach like that ဘုရားဘာသာကတော့ဒီလိုမသင်ပြဘူးမြတ်စွာဘုရားကအရာအလုံးကိုတာဝန်မယူပေးဘူးဘာတွေကဘုရားဘာသာရှုထောင့်ရ we have no creator ဘုရားဘာသာမှာဖန်ဆင်းခြင်းဆိုတာမရှိဘူး but if we have to say we have creator တို့တကယ်၍မြတ်ဖန်ဆင်းခြင်းရှိတယ်လို့ပြောရင် our action is our own creator ကိုလှုပ်ထားတဲ့ကံတွေကကိုယ့်ရဲ့ဖန်ဆင်းရှင်ပဲတို့ရဲ့ဗုဒ္ဓဘာသာဝင်ရဲ့ဖန်ဆင်းရှင်ကဘာတွေတုံးကိုလှုပ်ထားတဲ့ကံကကိုယ့်ဘဝကိုဖန်တီးပေးတာကိုယ့်ရဲ့ဖန်ဆင်းရှင်ဩကံတရားကဖန်ဆင်းပေးတာဖះဖန်ဆင်းပေးတာမဟုတ်ကိုယ်ဘာသာကိုကိုယ့်ဘဝကိုဖန်ဆင်းလိုက်တာပဲเนาะဖះကဖန်ဆင်းပေးတာကိုယ့်ဘာသာကိုဖန်ဆင်းပေးတာကိုယ့်ဘာသာကိုကိုယ်ကံတွေကကိုယ့်ဘာသာကိုဘဝဒီလိုကြီးဖြစ်လာဖန်ဆင်းပေးလာဆိုတော့ပရိသေလွတ်မြောက်မှုကိုမရသေးသမျှနိဗ္ဗာန်မရသေးသမျှတန်တရားကျင်လည်တဲ့တတ္တဝါတွေမှန်သမျှမွေးခြင်းရှိရင်ဘာရှိမလဲသေခြင်းရှိမှာပဲအဲ့ဒါမသေးပါစေနဲ့လို့တောင်းတလို့မရဘူးဆွဲဆန့်လို့မရဘူးကံတရားတွေကပြစ်ချပေးလိုက်တဲ့တက်တန်းတွေဒီပြိဿရဲ့တတ္တဝါတွေတည်ခြင်းတရားတည်ခြင်း၄မျိုးမှာဗိဓမာသင်ပြတဲ့လူတွေဒီအမခယကံစွမ်းကုံလို့တည်ရတယ်အာယုခယတက်တန်းကုံလို့ကိုရဥဒိယဘေယဥပယခယအသက်က2မျိုးကုံလို့တည်သွားတယ်ဥပိစ္ဆေတကမရဏရုပ်တရဲ့ accident ဖြစ်ပြီးတော့တည်ရမယ်ဆိုတဲ့တည်ခြင်းဘယ်နှမျိုးလဲသေခြင်း၄မျိုးနဲ့သေတာပဲတတ္တဝါရဲ့အဲ့ဒီ၄မျိုးနဲ့တစ်မျိုးမျိုးသေတော့တာပဲအသက်ကုံလို့သေသွားတယ်ကံကုံလို့သေသွားတယ်အသက်က2မျိုးကုံလို့သေသွားတယ်ရုပ်တရဲ့အတိတ်ကံပါလာတော့ဥပိ္ပစေတကမရဏလမ်းသွားရင်ကားတိုက်သေသွားတာနော်ပရိသေအဲ့ဒါကဥပိ္ပစေတကမရဏနဲ့သေတာပဲဆိုတော့တနည်းနည်းနဲ့သေနေမှာဆိုတော့သေခြင်းတရားအခြေမျိုးလာနိုင်လားမလာနိုင်ဘူးလားတပည့်တော်မသေးပါရစေနဲ့လို့တောင်းတလို့ရပါအောင်မလားအခြေမရွေးသိနဲ့နေမြညာမြောက်နော်တခါတံဝေကများယူတတ်မယ်ဆိုရင်ပြိဿဩဒီစီနီယာဂျူနီယာအရာပြောမယ်ဆိုရင်တော့အရင်မွေးတဲ့သူကဘာဖြစ်ရမှာလဲအရင်သေးရမှာပဲဟုတ်ပြီလားအရင်မွေးတဲ့သူကအ
အရင်သေးရမှာဒါစီနီယာဂျူနီယာဒါပေမဲ့ပရိသတ်အဖေကသာသမီတွေရဲ့သားရဲ့အတုပကိုဦးစီးပြီးလှုပ်ပေးနေတာတွေလောကမရှိဘူးလားအမေကသမီးရဲ့ဇာပနာမှာဦးစီးပြီးလှုပ်ပေးနေရတာတွေမရှိဘူးလားကြည်စမ်းမိဘတွေကမသေးအောက်ကလူတွေကသေသေးကုန်တာတွေမရှိဘူးလားသေခြင်းတရားလေးပဲတစိ့ကတ်ထားလို့ရပါမလားအဲ့ဒါလေးဆင်ခြင်ရမှာအခုတော့ဆင်တော့ဆင်ခြင်တဲ့ခဏပဲဆင်ခြင်တယ်အတုပပို့ပြီးပြန်လာရင်ယောဂီတွေတချင်းလေးတကြောကြောနဲ့တချို့ကတန်ဝေကဟိုမှာတဲ့ခဏရတယ်ကားပေါ်မှာပြန်ပြီးတော့ပျောက်သွားတာပဲနော်ဩလူဆိုတဲ့တတ္တဝါတွေကကိုမဖြစ်သေးရင်ဒုက္ခလို့ဘယ်တော့မှမထင်ဘူးကိုဖြစ်မှကိုဒုက္ခမှဒုက္ခလို့ထင်တဲ့သူတွေအဲ့တော့ Oxford University မှာရှိတဲ့စာလေးတစ်ပုဒ်ဖတ်ဖို့လေ2080 theory ဆိုတာရှိတယ်2080 theory တဲ့2080 theory 2080 theory ကဘာကိုပြောတယ်လဲတတ္တဝါတွေရဲ့သဘောကတဲ့ကောင်းတာလေးတွေခံစားရတယ်ဆိုရင် 80% လောက်ခံစားရတာကို 20% လောက်ပဲထင်တတ်တယ်အလိုမပြည့်ဘူးတဲ့မကောင်းတာလေးတွေဆိုရင် 20% လောက်ခံစားရတာကို 80% လောက်ခံစားရတယ်လို့ထင်တတ်တယ်အဲ့ဒါမှန်လားမှားလားမှန်တယ်ပြိတ္တကိုရနေတဲ့ကောင်းတာလေးတွေဆိုရင်လေကိုပကံတွေကဟင်းတုံးကသေးတယ်လို့ထင်တဲ့လူတော်တော်များတာဟိုဘက်ပကံကိုမျက်စောင်းထိုးတာကိုရနေတဲ့အရာလေးတွေအလိုမပြည့်တော့ဟိုကိုတဲ့သားတဲ့လူတွေကြည်ပြီးတော့အလိုမကြတာတွေရောမဖြစ်ဘူးလားမလေးကိုရဲ့အနေထားမကြည့်နဲ့ဟိုလိုင်းတရားပဲထွက်ကြည့်ပါဦးဖယိုဖယဲအိမ်လေးတွေမှာမိသားစု10ယောက်လောက်စုပြီးနေတဲ့သူတွေမရှိဘူးလားသူတို့နဲ့ရှင်ကိုဒီမှာတိုက်ခန်းနေမှာနေရတာဘလောက်များသူတို့တဲ့ตาလားမตาဘူးလားဒါပေမဲ့အလိုပြေးလားဆိုတော့မပြေးတော့ဘူးအိုးကွန်ဒိုကြီးနဲ့နေချင်းများပြီးကောင်းတဲ့နေရာလေးတွေကြည့်ပြီးတော့ကိုရထားတဲ့အရာလေးတွေအပေါ်မှာရောင်ရဲတင်းတိမ်မှုမပြုတ်နိုင်တဲ့အခါကျတော့သူများဟာကိုရှိရဟာကိုအလိုမပြေဘူးဟို80ရာခိုင်နှုန်းတော့ငါကြတော့နဲလိုက်တာဆိုဒီလိုတွေးတာလေလောဘဆိုတာလေ limit မလုပ်ပေးနိုင်တော့အဆုံးမရှိဘူးရှိပါမလားရပြီးရရင်လိုပြီးရင်လိုခြင်းပဲရနေလို့လည်းထပ်ယူအောင်မလားလို့မေးရင်ထပ်ယူအောင်ပါပဲများများရလေများများလိုခြင်းတွေပဲเนาะခရိုနီကြီးတွေကြတော့များများရတာတော့နည်းနည်းလေးဆိုလိုခြင်းသေးလားသူတို့ကဘုန်းကြီးနဲ့တူတယ်အဲ့ဒီတအားများများရထားတဲ့သူတွေကလောဘအသေးစားလေးတွေပယ်သွားပြီเนาะများများရတဲ့သူကဘာပယ်သွားလောဘအသေးစားလေးတွေပယ်တယ်ဆိုတာနဲရင်မလိုခြင်းတော့ဘာတွေလိုခြင်းများမှလိုခြင်းလောဘအကြီးစားတွေပဲသူတို့ကရှိတော့တာเนาะတာချမ်းသာတဲ့လူတွေကဘာတွေပယ်သွားလဲလောဘအသေးစားလေးတွေပယ်သွားတယ်လောဘအကြီးတွေပဲကျန်တယ်သူတို့ရှ िख ိုးရမယ်တော်တော်တရားတွေရနေเนาะပရိသတ်တသိန်းလောက်မြက်သိန်း100လောက်လစဉ်အမြတ်ရတဲ့လူတယောက်က10သိန်းလောက်ပဲအမြတ်ဝင်နေဆိုရင်ဒီလမြတ်တယ်လို့ထင်သေးလားသိန်း100ရတာဟုတ်သိန်း100ရတာဒီလတော့10သိန်းပဲရတယ်ဆိုတော့သိန်း100နဲ့ကွန်ပယားလို့တော့10သိန်းကအိုးဒီကအစမပြေပါဘူးဘလောက်မြတ်10သိန်းလောက်ပဲမြတ်တယ်ခုမှ9သိန်းတော့မနဲ့ချစ်ကုတ်ပြီးချုပ်ပြီး3သိန်းလောက်ကြံရင်ပဲတော်လှပြီဆိုတဲ့လူတွေနဲ့ရှင်တော့အော်သူတို့ကလောဘလေးတွေအသေးစားလေးတော့ပယ်သွားပြီเนาะဘာတွေပဲကြံတယ်လောဘအကြီးစားတွေပဲကြံတော့တာအော်လောဘဆိုတာ limit လုံးမပေးနိုင်လို့ကပရိသေရပြီးရခြင်းလိုပြီးရင်လိုခြင်းပဲဆိုတော့လေကြီးတာငယ်တာနဲ့မဆိုင်ဘူးဘုန်းကြီးတို့ပြောချင်တာကအော်လူလောကသဘာဝအိုခြင်းတရားပြီးရင်နာခြင်းတရားလာမယ်နာခြင်းတရားပြီးရင်သိခြင်းတရားကလည်းငါမသိဘူးလို့ဘယ်တော့မှမတွက်နဲ့အချိန်မရွေးသိနိုင်တယ်နော်အဲ့ဒီသိခြင်းတရားကိုမသိနိုင်တဲ့အရာ၅မျိုးဘုန်းကြီးအရင်တော့ကြပြလေးဆိုဘူးတယ်ဘယ်အရွယ်မှာဘယ်ယောဂဖြင့်ဘယ်ရဒေသဘယ်ကာလ၌သေကြရမည်မသိနိုင်တာဓမ္မတာတိသေပြီးတဖန်ပြန်ဖြစ်ပြန်လဲဖြစ်ရဘဝဘုံဌာနကိုကြိုတင်တိကြမသိရ၍တိကြသေးချခုချိန်ခါ၌ကောင်းမှုအစုကြိုးစားပြုလောဘုန်းကြီးဆရာတော်ကြီးဇာပနာမှာအန္တိမဇာပနာဘုန်းကြီးအဲ့ဒီကြပြလေးနဲ့ပူဇော်ဖြစ်တောင်းတမရ
ဘယ်အရွယ်မှာဘယ်ယောဂဖြင့်ဘယ်ရက်ဒေသဘယ်ကာလ၌သေကြရမည်မသိနိုင်တာဓမ္မတာတိသေပြီးတပြန်ပြန်ဖြစ်ပြန်လဲဖြစ်ရာဘဝဘုံဌာနကိုကြိုတင်တိကျမသိရ၍တိကျသေးချာခုချိန်ခါ၌ကောင်းမှုအစုကြိုးစားပြုလောတတ္တဝါတွေသေခြင်းနဲ့ပတ်သက်ပြီးတော့တဲ့ဘယ်အရွယ်မှာသေရမယ်ဆိုတာကြိုသိရလားဘယ်အရွယ်မှာဘယ်ယောဂနဲ့သေရမယ်ဆိုသိရလားဘယ်ယောဂဖြင့်ဘယ်ရက်ဒေသမှာသေရမယ်ဆိုသိရလားဗမာပြည်မှာမွေနိုင်ငံသားမှာသေတာတော့မရှိဘူးလားဓမ္မကြီးတို့လက်တွေ့ကြုံရတာဘုန်းကြီးတို့ကြုံရတာကြည်စမ်းဒီမှာမွေးပြီးတော့ဒီမှာသေမယ်လို့မထင်နဲ့လေရင်ပေါ်မှာသေသွားတာလည်းရှိတယ်ယထာပေါ်မှာသေသွားတာရှိတယ်အိတ်နေနဲ့သေသွားတော့မရှိဘူးလားဟိုတချို့အိတ်နေနဲ့မနေ့ကျတော့မနိုးတော့တခါခါကျတော့ယောဂဝေဒနာတွေခံစားပြီးတော့တအားဒုံဒုံနဲ့ဆွဲပြီးသေတာရဲ့ဆိုင်အိပ်ပျော်နေသေသွားတာမကောင်းဘူးလားအဲ့ဒါလေးတော့တခါခါကျရင်အဲ့လိုလေးတွေသေခြင်းနဲ့ဘုန်းကြီးနဲ့စဉ်းစားဒါပေမဲ့အိပ်ပျော်ပြီးတော့သေသွားရင်လည်းပဲလေဒီတိုင်းသေသွားလို့တော့မကောင်းဘူးအိတ်ခန့်နေမှာတရားလေးမှတ်ပြီးသေသွားနိုင်မှအိပ်ပျော်ရင်သေသွားရင်ကောင်းတဲ့ဘဝရောက်တာမဟုတ်ရင်အိတ်ခန့်နေမှာဟိုတွေးဒီတွေးပြီးသေသွားလို့များလေအစွဲနဲ့သေသွားရင်အိပ်ပျော်နေတဲ့အချိန်မှာသေသွားတဲ့လူတစ်ယောက်ကအိပ်ပျော်နေတဲ့ဆိုတာဘဝင်စိတ်လို့ခေါ်တယ်ဘဝင်ကြတယ်လို့ခေါ်တယ်ဘာကြတာဘဝင်စိတ်ဆိုတာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးအကျိုးမပေးဘူးဒါဆိုရင်ဘယ်စိတ်ကအရင်အကျိုးပေးအိပ်ပျော်ကန်ဒီမှာဖြစ်သွားတဲ့စိတ်ကလေးကအကျိုးပေးတယ်အိပ်ပျော်ကန်ဒီဖြစ်သွားတဲ့အတွေးကအိပ်ပျော်ရင်သေသွားရင်အဲ့ဒီအတွေးကအရင်အကျိုးပေးတာအိပ်ပျော်နေမယ်အိုးဟိုသားစိတ်မချဒီသားစိတ်မချဟိုပစ္စည်းစိတ်မချပဲနဲ့အိပ်ပျော်ပြီးတော့သေသွားရင်လေအဲ့ဒါဘာဖြစ်သွားမလဲအစွဲနဲ့သေသွားအဲ့ဒါပိတ်တာသွားဖြစ်အိတ်ကန်ဒီမှာတန်တာတွေတွေးမနေပါနဲ့ဒကာကြီးဒကမာကြီးတဲ့အဖိုးတို့အဖွားတို့တခြားတွေးနေလဲအိတ်မပြောတာပဲရှိတော့လေအိမ်ရတဲ့ရောက်ရင်ဝင်လေထွက်လေလေနှာသီးပြစိတ်ကလေးပို့ပြီးတော့အသက်ကလေးကိုတီးပြီးတော့ရှူပြီးတော့အိတ်လိုက်စမ်းပါအိတ်ပျော်ရင်သေသွားတရားလေးနဲ့အိတ်ပျော်သွားတော့တရားလေးနဲ့သေသွားကောင်းတဲ့ဘဝရောက်မှာပေါ့ဒါကြောင့်မလို့သေရမယ့်အရာကတို့ရှိမှအမြဲတမ်းလာနေတာဘယ်တော့မှငါမသေးဘူးလို့မတွေးနဲ့ဒီကပြန်သွားရင်တော့သေရင်သေအောင်မှာအံ့ဩစရာနော်ဘယ်တော့မှမထင်ထားတဲ့လူဘုန်းကြီးမနေ့ကပဲအံ့ဩစရာကောင်းတယ်ဘီလင်းကဦးမျိုးဝေဆိုတဲ့တခါကြီးကကောင်းကောင်းစားတောက်ဆိုင်မယ်တောင်စွန်းဓမ္မတုဒ္ဒတရားပွဲအဲ့ဒီတခါကြီးဦးစီးကျင့်ပါတအားတော်တယ်မွန်တရုတ်ကြီးတအားတော်တဲ့တခါကြီးအဲ့ဒီတခါကြီးတနေ့ကဆိုင်ကက်ဆီဒင့်ဖြစ်ပြီးသေသွားပွဲချင်းပြီးပဲဘုန်းကြီးမနေ့ကဘီလင်းကြွမှာအဲ့ကိစ္စအံ့ဩဟာအံ့ဩသွားသူ့ကိုသိမယ်လို့မစင်စားမိဘူးဘယ်တော့မှမတွေးတဲ့လူကချက်ချင်းအဲ့မှာဆိုင်ကယ်ကသူကအကွေဟိုကကားဘရိတ်ပေါက်ပြီးတော့သူ့ကိုဝင်ကျုံသွားတယ်လို့ပြောတာပဲသေခြင်းတရားကလာတော့တာပရိသတ်ရဲ့ဘာမှတားမရတော့ဖြစ်ချင်းအိမ်ထဲမှာနေရင်လည်းသေသွားတာလည်းမရှိဘူးလားမလေးဘယ်နေရာမှနေလွတ်ကိုမလွတ်တာပရိသတ်ရဲ့သေဖို့ကံပါလာရင်တော့ဟိုဘုံ90တက်နေလည်းပဲအောက်ဆင်းလိုက်တာသေမှာမို့လားဘယ်တော့မှရှောင်လို့မရဘူးကျိုးတင်ရွယ်မသိရင်ဘယ်ရွယ်မှသေရမယ်ဘယ်ယောဂနဲ့သေရမယ်ဘယ်ရက်ဒေသမှာသေရမယ်ဘယ်ကာလဆိုတာမနဲ့သေရမလားနေ့သေရမလားညသေရမလားမသိနိုင်ဘူးတဲ့သေပြီးတပံပြန်ဖြစ်ပြန်လဲဖြစ်ရဘဝဘုံဌာနကိုကျိုးတင်တိကျမသိရဘူးသေပြီးနောက်ဘဝဘယ်မှာဖြစ်မယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့မသိခြင်း၅မျိုးမသိခြင်းဘယ်နှမျိုးလဲသိခြင်းတရားနဲ့ပတ်သက်အဲ့ဓာတွေရှိနေအဲ့ဒီ၅မျိုးရှိနေအဲ့ဓာလေးဆင်ញင်လို့ရှိရင်ပြိဿရဲ့သေရမယ့်ဟာတွေဟာမသိပြစလို့တောင်းတလို့ရပါမလားအိုခြင်းကလည်းဆိုးလိုက်တာနာခြင်းကလည်းဆိုးလိုက်တာသိခြင်းကလည်းဆိုးလိုက်တာရောအိုခြင်းဆိုတွေနာခြင်းဆိုတွေသိခြင်းဆိုတွေဘေးကကြလို့သိခြင်းဆိုဘုန်းကြီးဆဲမြတ်ဆဲလာမယ်။အိုတာလည်းမကောင်းပါဘူးနာတာလည်းမကောင်းပါဘူးသိတာလည်းမကောင်းပါဘူး။အိုခြင်းဆိုတွေနာခြင်းဆိုတွေသိခြင်းဆိုတွေမလာခင်တရားလေးတွေသိထားမှရမှာနော်။တရားလေးနဲ့ဆင်ခြင်တဲ့မရဏသိရမယ့်တရားကိုလည်းပဲမသိပါရစေနဲ့လို့တောင်းတလို့ရပါမလား။တရားလေးနဲ့ဆင်ခြင်လိုက်ပါဟုတ်ပြီလားဆိုကြည့်ပါသေတိဓမ္မမသိရတောင်းတမရပါသေတိဓမ္မမသေးရတောင်းတမရပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါ
သေတိဓမ္မမသေးယတောင်းတမယပါတောင်းတမယသဘာဝတရားအသိနဲ့ဆင်ခြင်ပါဘေကဝေจิตတจิตမိတို့မရဏဓမ္မံသေခြင်းရဲ့တရားကိုသိရမယ့်တရားကိုမာမရဏတိမသေးပြစေနဲ့လို့အလပနိယဌာနတောင်းတ၍မရတဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော်မပေါ်မစားတဲ့သတိတရားနဲ့တမ္ပါဒေထကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့သိခြင်းတရားတွေရောက်မလာရင်ကုသိုလ်ကောင်းမှုတွေကျိုးစားအထုတ်နိုင်ကြပါစေကုန်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးတခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းတောင်းတမယသဘာဝတရားပရိသတ်ရဲ့ဗတရားဗုဒ္ဓမြတ်စွာဘုရားကလောကမှာရှိတဲ့တတ္တဝါတွေတောင်းတ၍မရတဲ့အရာ၅မျိုးရှိတယ်တဲ့နံပါတ်1ဇရဓမ္မမာဇိတာတိအိုရမဲ့တရားကိုမအိုပြရစေနဲ့လို့တောင်းတလို့မရဘူးနံပါတ်2နာရမဲ့တရားကိုမနာပြရစေနဲ့လို့တောင်းတလို့မရဘူးနံပါတ်3သေရမဲ့အရာကိုမသေပြရစေနဲ့လို့လည်းတောင်းတလို့မရဘူးနံပါတ်4ကဘေကဝေจิตတจิตမိတို့ဣဒဤလောက၌ခယဓမ္မံကုံရမဲ့အရာတွေကိုမာခိတိမကုံပြရစေနဲ့လို့အလပနိယဌာနတောင်းတလို့မရဘူးတဲ့စရုဒ္ဓတောင်းတလို့မရတဲ့အရာကခယဓမ္မပြောနောက်တစ်ခေါက်ပြောခယဓမ္မဆိုတာကုံသွားတဲ့သဘောတွေခယဆိုတာကုံခြင်းပဲပြိဿကုံသွားတဲ့အရာတွေကိုမကုံပြရစေနဲ့လို့တောင်းတလို့မရဘူးရှိထားတာတွေကုံသလားမကုံဘူးလားမကုံပြရစေနဲ့တောင်းတလို့မရဘူးပျက်စီးချိန်တန်ပြီဆိုရင်ပြိဿဘယ်နေရာပဲထားတာပျက်စီးတော့တာကုံချိန်တန်ပြီဆိုရင်ကုံသွားတော့တာကုံချင်း၅မျိုးရှိတယ်တဲ့ကုံချင်းဘယ်နှမျိုးလဲစီစဉ်ဥစ္စာရှားပွေတတ်တဲ့အရာတွေရဲ့ကုံချင်း၅မျိုးရှိတယ်တဲ့မြတ်စွာဘုရားရှင်စာပေမှာသုံးကုံဖြုံးကုံဆုံးရှုံးကုံအကုံမမြတ်ပေယုံကုံကုံမှမြတ်ပါဠဗုဒ္ဓဟောခဲ့ပေသုံးကုံဖြုံးကုံဆုံးရှုံးကုံအကုံမမြတ်ပေယုံကုံကုံမှမြတ်ပါဠဗုဒ္ဓဟောခဲ့ပေဆိုကြည့်ပါသုံးကုံဖြုံးကုံဆုံးရှုံးကုံအကုံမမြတ်ပေယုံကုံကုံမှမြတ်ပါဠဗုဒ္ဓဟောခဲ့ပေသုံးကုံဖြုံးကုံဆုံးရှုံးကုံအကုံမမြတ်ပေယုံကုံကုံမှမြတ်ပါဠဗုဒ္ဓဟောခဲ့ပေရှားပွေစုဆောင်ထားတဲ့စီစဉ်ဥစ္စာတွေရဲ့ခယဓမ္မကုံညင်းသဘောတွေဟာကုံညင်း၅မျိုးနဲ့ကုံသွားလေရှိတယ်နံပါတ်1ကုံညင်းက3လို့ကုံသွားတာ3လို့ကုံနာရဲ့ဖြုံးလို့ကုံနာရဲ့ဆုံးလို့ကုံနာရဲ့ရှုံးလို့ကုံနာရဲ့ယုံလို့ကုံနာရဲ့ကုံညင်းဘယ်နှမျိုးလဲသုံးလိုက်လို့ကုံသွားတာရှိတယ်ဖြုံးလိုက်လို့ကုံသွားတာရှိတယ်သုံးကုံဖြုံးကုံဆုံးလို့ကုံသွားတာဆိုတာပရိသတ်ရဲ့ယန္တမျိုး၅ပါးဖြည့်စည်းလို့လေရေမိမင်းခိုးသူမချစ်မနစ်တတ်တော့သူတွေရဲ့အန္တရာယ်ကြောင့်ပျက်စီးသွားတယ်ဥက္ကန္တော်ကြီးပဲလေးဆိုတဲ့မိလောင်သွားတာပဲဘယ်သူလှုပ်လို့လောင်တာဟိုယန္တမျိုး၅ပါးနဲ့ထည့်လိုက်ပါနော်ကျွန်တော်နောက်ွယ်လက်မဲကြီးပါမပြောပါဘူးသူကတော့တော့ရှိမှာပါဒါပေမဲ့ပြိဿရေလောင်သွားပြီနော်လောင်တဲ့အပေါ်မှာတန်ဝင်ကတော့ယူဖို့ကောင်းတာတခါတော့ဒုဗုဒ္ဓဘာသာတွေမြမလူမျိုးရဲ့စိတ်ဓာတ်ကလည်းအဲ့ဒီအဂတိတွေကဒေါသဂတိအရင်တော့အမုန်းတရားကိုအတက်ခံရှိနေတော့ဒီလူပိုင်တာကိုသိတယ်ဆိုတာနဲ့အိုးဝမ်းသာတယ်ဆိုတဲ့လူတွေကမရှိဘူးလားအဲ့နာနဲ့တမကောင်းလိုက်တာပိုင်အော်သူများပျက်စီးတဲ့သဘောကြီးကိုအဲ့ဒါသွားပြီးတော့ကိုကဝမ်းသာနေဆိုကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားတိတ်ကြောက်เสียကောင်းလားတဝေကယူပေါ့နော်တကယ်တော့သူ့မမြင်နဲ့ဆုံးရှုံးသွားတာအစိုးရပိုင်နေမြန်မာ traditional တွေရဲ့ architect တွေအများကြီးပါတာဒါလေးတွေကိုပဲတွေးလိုက်လို့ရှိရင်အော်ကိုတိုင်းပြည်ဆုံးရှုံးတယ်လို့ခရိုနီဆုံးရှုံးတော့တော့မမြင်နဲ့လေနော်အဲ့တော့ဘလို့ပဲဆုံးရှုံးသွားပါစေသူများပျက်စီးမှုကိုကိုကဗုဒ္ဓတာပွားပြီဆိုတဲ့ဟိုကအဲ့ဒါပရိသတ်ရဲ့အဲ့ဒါကုသိုလ်လားအကုသိုလ်လား
ဘာကုသိုလ်ပဲတန်ဝေကယွင်တန်ဝေကပျက်စီးခြင်းငါတို့လည်းအချိန်ပြည့်ပျက်စီးနိုင်တာပဲကုံသွားနိုင်တာပဲဆိုတယ်လေအဲ့ဒါလေးစဉ်ကျင်လိုက်လို့ရှိရင်ကိုကုံသွားလို့လည်းပဲလေကိုပစ္စည်းပျောက်ပြက်သွားလို့လည်းပဲပြည့်တယ်သိပြီးတော့ very excited ဖြစ်ပြီးတော့ feeling မဖြစ်တော့အယံကိုတုံ့နှုတ်ပြီးတော့မခံစားတော့တရားအသိတာရှိသွားရင်သိပြီးတော့ပျက်စီးသွားလို့လည်းပဲဒီအပေါ်မှာတရားလေးနဲ့ဖြည့်နိုင်သွားတယ်တရားမရှိလို့ကတော့လောဘကြီးရင်ယူတတ်တယ်တဲ့လောဘကြီးမှာဖြစ်လဲလောဘအာကြီးယူတတ်တယ်ဒေါသအာကြီးရင်သေတတ်တယ်တဲ့လောဘကြီးရင်ယူတတ်တယ်နော်တက်ပြီးတော့ဒီပစ္စည်းတစ်ခုပေါ်မှာလောဘတွေတအားကြီးတက်မှတ်မှုတွေတအားဖြစ်နေလို့အဲ့ပစ္စည်းမြန်ပျက်စီးသွားရင်တရားမသိဘာဖြစ်လဲယူသွားတာဗျာဇတ်တော်ထဲမှာကြီးရွဲကုန်တယ်ဘုရားလောင်းရွဲကုန်တယ်နဲ့ဒေဝရလောင်းရွဲကုန်တယ်ရွှေခွက်သူမရတော့ယူမသွားဘူးလားမပေးငါရွှေခွက်ပြန်ပေးဆိုရတာဇတ်တော်ထဲမှာရွဲကုန်တယ်ဇက်ကြည့်ဒီစားလောဘအာကြီးတော့ယူတယ်ပရိသတ်ရဲ့ပျက်စီးခြင်းနောက်ကုံသွားတဲ့ဆုံးလို့ကုံသွားတာယံတမျိုး၅ပါးဖြစ်စီလို့ကုံသွားတဲ့သဘောမှာလည်းပဲဆင်ခြင်နိုင်ရမယ်တဲ့သုံးလို့ကုံတယ်ဖြုံးလို့ကုံတယ်ဆုံးလို့ကုံတယ်ရှုံးလို့ကုံတယ်ဆိုတာက investment စီးပွားရေးလုပ်ရင်းနဲ့ရှုံးသွားတာရောမရှိနိုင်ဘူးလားရှုံးလို့ကုံတာဘောလုံးပဲလောင်းလို့ရှုံးတာကုံတော့ကုံတာဒါပေမဲ့ကောင်းတဲ့ကုံခြင်းတော့မဟုတ်ဘူးเนาะအဲ့ဒါတွေကလောဘတွေနဲ့သွားတာရှုံးလို့ကုံသွားတဲ့အဲ့ဒီကုံခြင်း၅မျိုးထဲမှာရှေ့ပိုင်းကုံခြင်းကမမြတ်ဘူးတဲ့နောက်ဆုံးကုံခြင်းကယုံလို့ကုံတာနောက်ဆုံးကုံခြင်းကယုံလို့ကုံတယ်ဆိုတာတန်တရာဝဋ္ဌဒုက္ခတော့တန်တရာကနေယုံထွက်လို့တဲ့သဘောနဲ့တန်တရာလွတ်မြောက်ဖို့အတွက်ပစ္စည်းဝတ္ထုကိုအသုံးချပြီးဒါနလုပ်ပြီးတော့ကုံတဲ့ကုံခြင်းကယုံကုံတယ်လို့ခေါ်တယ်အခုဒီနေ့ကုံခြင်းကဒါယုံကုံတာပဲဘာကုံတာတော့ပရိသတ်ရဲ့ဘုန်းကြီးကိုလူရမဟုတ်တန်တရာလွတ်မြောက်ဖို့အတွက်ကုံသွားတဲ့သဘောဒါနလုပ်တယ်ဆိုတာပရိသတ်တစ်ဖက်ကကြည့်ပစ္စည်းလှူတယ်လို့လူတွေကမြင်ကောင်းမြင်မဲ့ပုဂ္ဂလဒိဋ္ဌံနဲ့ကြည့်ဓမ္မဒိဋ္ဌံနဲ့ကြည့်ပစ္စည်းလှူတာမဟုတ်အဲ့ဒီပစ္စည်းပေါ်မှာရှိနေတဲ့ attachment လောဘကိုစွန့်တာပဲ5သိန်း3သိန်းလှူတယ်လို့မမြင်အောင်5သိန်း3သိန်းပေါ်မှာတွေ့နေတဲ့မပေးခြင်းနဲ့မစ္စရိယကိုစွန့်တာကြည်စမ်းလူတွေကပစ္စည်းမြင်တာပဲသွားလှူတာပဲသွားမြင်တာပစ္စည်းလှူတာကိုမမြင်အောင်အဲ့ဒီပစ္စည်းပေါ်မှာတွေ့ထားတဲ့စိတ်ကိုစွန့်တာကိုပစ္စည်းပဲစွန့်ခြင်းမလဲဟုတ်ပြီလားပရိသတ်ရဲ့ဘလို့လှူနိုင်တယ်ဘလောက်လှူနိုင်တယ်ဆိုတာအရေးမကြီးလှူနိုင်တဲ့အတိုင်းအတာနဲ့အမြကိုယ်တန်တမှာအဲ့ဒီပစ္စည်းပေါ်မှာတွေ့နေတဲ့စိတ်ကဘလောက်လျော့သွားတဲ့အရေးကြီးတချို့လှူတော့လှူတယ်လှူနေမတတ်တော့ तू ကလှူကျင်တာနဲ့ဂုံတင်ကျင်တာများများလှူတဲ့လူတွေမရှိဘူးလားတရားအလှကတော့ဘာမှဂုံတင်စမ်းပြီတချို့အလှကြီးရတော့ဘုန်းကြီးမနှစ်ကလားမသိမကွေးမှာအတင်းပြောတာတော့မဟုတ်ပါဘူးမကွေးမှာရှင်ပြုအလှပွဲမှာသွားပြီးတော့အကျိုးတရားပဲသွားဟောတယ်သွားဟောတော့သားလေးတယောက်ပဲမွေးထားတယ်ဆိုတော့မိဘတွေကစီစိတ်ပိုင်ရှင်နေဆိုတော့ပွဲရုံပိုင်ရှင်နဲ့ချမ်းသာတာသားလေးတယောက်တည်းဆိုရှင်ပြုတ်ပေါ်ကြီးကြခန်းခန်းနာနာလို့လားတရားဟောဘုန်းကြီးလည်းကိုရီးယားဆရာတော်မှမရရင်မလုပ်ဘူးဆိုဘုန်းကြီးကြိုပြီးတော့ပင့်ထားတော့အဲ့ဒါသွားဟောပေးရတယ်ဘုန်းကြီးနဲ့တရားဝဲနောက်ဆက်ပွဲပါတယ်တရားဝဲပါတယ်သားလေးကိုရှင်ပြုတ်တယ်ရိုးရိုးမလှဲ့ဘူးစင်ငှားပြီးတော့လှဲ့တယ်ဘာနဲ့လှဲ့တယ်စင်စည်းပြီးတော့မြင်းညံရင်တော့စင်ငါလှဲ့တော့စင်ဘုန်းကြီးကမေးတယ်တခါကျန်တရားဝဲမှာနောက်ပြီးတော့မေးတာပါတခါကြီးစင်ငါတယ်ဆိုတော့စင်ကားကဘယ်လောက်ပေးရလဲဆိုတော့330ပါဖေဟာစင်တစ်ခေါက်ငှားတာနော်ဘယ်လောက်ပေးရလဲဘုန်းကြီးကစင်ကားက330ဆိုဘုန်းကြီးဓမ္မပူဇာဘယ်လောက်မှန်းထားလဲ10သိန်းပါဖေဟာစင်ဘိုးလောက်တော့မရှိပါလားတခါကြီးနောက်ပြောတာပါဓမ္မပူဇာနဲလို့ပြောတာမဟုတ်ဘူးเนาะပရိသတ်စင်မိုးလောက်တော့မရှိဘူးတခါကြတော့လေเนาะဇက်ပွဲတွေထဲလိုက်တယ်ပွဲတွေထဲတယ်မင်းသားရဲ့ကြီးကအခုဆိုရင် popular ဖြစ်နေမနောလို့ပါဆိုရင်နေတွေမှာ15သိန်း30ပေးတာတချင်း6ပုတ်လောက်နဲ့เนาะအဲ့တော့ဘုန်းကြီးလှူတဲ့အခါကျတော့ဘုန်းကြီး9000တော့ဘုန်းကြီးနေစီပိုးတော်မရဘူးအဲ့ဒီပြောတော့လွဲနေတာမလွဲနေဘူးလားဆိုတော့လောကကြီးကလွဲပြီးတော့လှူတာတွေရောမရှိဘူးလားစွန့်တော့စွန့်နေကုံလို့ကုံသွားတဲ့ပရိသတ်တစ်ဖက်ကလည်းပဲဒီပစ္စည်းပေါ်မှာတွင်နေတဲ့လောဘစိတ်ကိုစွန့်ရမယ်တာဂက်ကလွဲပြီးတော့ငါတို့ဘလောက်လှူနိုင်တယ်ဘလို့လှူနိုင်တယ်ဆိုတော့မန္တတိုင်တက်ပြီးလှူတဲ့စိတ်ကပိုများမနေဘူးလားဗမာပြည်မှာအဲ့လိုလူတွေများလားမများဘူးလားအဲ့ဒါလေးဆင်ကျင်လိုက်ပါကိုလှူတာသူများသိဖို့မလိုဘူး
ကိုယ်စိတ်ထဲကအဲ့ဒီပစ္စည်းပေါ်မှာတွေ့တာနေတဲ့စိတ်ကလေးဘလောက်ယော့သွားတယ် this is the main point ပဲဒါအဓိကပဲနော်တော့အများကြီးလူဖို့တဲ့အဲ့ဒီပုံမှာတွေ့နေတဲ့စိတ်ကလေးယော့သွားဖို့အရေးကြီးတာယုံကုံနေဆိုတာအဲ့ဒီမျိုးကုံချင်းလှူလို့ကုံသွားတာဒီယုံကုံနာကုံချင်းဘယ်နှမျိုးလဲသုံးလို့ကုံနာဖြုံးလို့ကုံနာဆုံးလို့ကုံနာရှုံးလို့ကုံနာယုံလို့ကုံနာရှေ့လေးနည်းကမမြတ်ဘူးယုံကုံမှမြတ်ပါလားဗုဒ္ဓဟောခဲ့ပြီသန္တရာဝတ္တဒုက္ခတော့သန္တရာမှာလွတ်မြောက်လို့အတွက်ကြောင့်ကုံလှူလိုက်လို့ကုံသွားတာကုံတယ်လို့မတင်ပါနဲ့ပရိသေရသွားလိုက်တာပေးတယ်ဆိုတာယူတာပါပဲပေးတယ်ဆိုတာဘာလုပ်တာလဲပရိသေတန်တရားရိတ်ခါထုတ်ယူသွားတာအထုပ်ကလေးတွေသိမပြင်းနဲ့ကုသိုလ်အထုပ်ကပဲတန်တရားပါတာဟိုထုတ်ဒီထုတ်ကပါရဲ့လားပျက်စီးချိန်တမ်းပြီးဆိုရင်ပရိသေဒီနေရာမှာဘယ်နေရာပဲထားတာပျက်စီးတာဘုန်းကြီးတပည့်လေးတယောက်ကိုရီးယားနေပြီးတော့သူ့အိမ်ကိုအလုံးလုံးပတ်စံနေပို့ပတ်စံနေပို့ထားတော့ပြန်လာကနေအမေပြန်လာတော့မယ်ဆိုတော့ပတ်စံသူကထွက်ချီခွန်ဆိုတာရှိတယ်ထွက်ချီခွန်ဆိုတာသူက insurance ရတာပေါ့လုတ်သက်ခံစားခွင့်300ကျော်လောက်ရတယ်အဲ့ကလေးက9နှစ်စက်တိုက်လို့အဲ့ဒါအိမ်ပို့တာအဲ့ဒါအမေပြန်လာတော့မယ်ဆိုပြန်လာတော့အိမ်ရောက်တော့အမေပြန်လာပြီးအဲ့ဒါသားပို့ထားတဲ့ပတ်စံနေအလုံးလုံးအောင်ပေးပါဆိုတော့အဲ့ဒါသူ့အမေကဟိုဗီဒီယိုထဲမှာရှိတယ်ဆိုဗီဒီယိုသွားဖွင့်ပြတာဗီဒီယိုလဲဆွဲဖွင့်ကိုလေအဲ့ဒီ300လောက်ပတ်စံနေရချတွေစားပလိုက်တော့ဘာမှမကြံတော့ချကစားတာမြန်လားမမြန်ဘူးလားတရက်ထဲနဲ့ကောင်းအောင်စားတာ300လောက်ငွေဆက်ကိုချကကြိုက်လားမကြိုက်ဘူးလားအဲ့ဒါအိမ်အောက်တက်ကအစိုးကျန်းခင်းမှာဗီဒီယိုရှိတယ်ဗီဒီယိုအောက်ကအန်ဆွဲတဲ့ထည့်ထားတော့အဲ့ဒါချစားလို့ကုန်သွားတာကြည်စမ်းတရားမရှိတဲ့ဆိုရင်ယူနိုင်လားမယူနိုင်ဘူးလားပင်မမှရှာထားတာတရားများမပါလို့ရှိရင်အဲ့ဒီလောဘကြီးတော့ယူတယ်ဆိုတာအဲ့ဒါပဲသူတို့ကတော့တရားရှိတော့တရားလေးနဲ့ဖြည့်တော့အဲ့ဒါနံပါတ်4ကျန်တာလေးသွားလဲတော့9သိန်းလောက်တော့ပြန်ရတယ်အဲ့ဒါကျန်တဲ့ဘုန်းကြီးကျောင်းဆောင်နေတာတွေကို2သိန်းလောက်ကျန်တဲ့ထက်ကလှူခြင်းပါဆိုသွားပြီးတော့ရေစက်ချပေးရဘလို့ဖြစ်ရတာလဲကွာအဲ့လိုပဲဖေဟာဒါဆိုရင်မင်းရန်သူမျိုး5ပါးပြောမရအောင်ရန်သူမျိုး6ပါးတော့လောရမယ်ချပါထည့်ရမလို့ဖြစ်နေပြီရန်သူမျိုးထဲမှာချတွေပါထည့်ရတော့မယ်ပရိသတ်ရေကုံဆုံးတာတွေရောကုံသလားမကုံနိုင်ဘူးလားခရဓမ္မရှိနေလို့လဲမန်တက်နေစရာမရှိရှိချင်းရဲ့နောက်မှာမရှိချင်းတွေကတကောက်ကောက်ပါနေတော့တာအဲ့ဒါမရှိတဲ့သဘောသိထားရမယ်ရှိနေလို့လဲမတက်ပါနဲ့မရှိလို့လဲပဲစိတ်တက်မကြနဲ့မရှိခဏအတိအကျပါပဲမွေးတော့ကဘာမှပါပြီးတော့မွေးလာတာမှမဟုတ်တာဟုတ်ပြီလားအခုမှစူးစမ်းအားထုတ်လို့ရှိလာတဲ့အရာများသည်အခုရှိနေပေမဲ့အချိန်မီပျက်စီးနိုင်လားမပျက်စီးနိုင်ဘူးလားတရားအတိလေးနဲ့ဆင်ញင်ပျက်စီးသွားလို့လဲစိတ်တက်ကြစရာမရှိဘူးတချို့ကမရှိခင်ကတည်းမျိုးရှိလာတော့အရှိတရားအပေါ်မှာမြောက်ကြဖြစ်တာတွေရောမရှိဘူးလားလူတွေကရှာကြံပြီးတော့မာနတွေကြီးတာပတ်စံလေးမရှိခင်တော့တမျိုးပတ်စံလေးရှိတော့ပတ်စံအရှိန်ကြောင့်စိတ်တွေပါကြွသွားတာတွေရောမရှိဘူးလားငွေမရှိခင်ကတမျိုးငွေရှိတော့ပြိတ္တစိတ်တက်လေးမြောက်ကြနဲ့ကားမစည်းခင်ကမစည်းနိုင်ခင်ကတမျိုးကားလေးစီးနိုင်တဲ့အခါကျတော့ကိုယ်ကားကိုတကားဖွင့်ပြီးတက်တာရိုးမတက်ဘူးဘေးပတ်ဝန်းကျင်ကိုငဲ့ဆောင်ပြီးတော့ခက်ကြွလေးတက်တာတွေရောမရှိဘူးလားအမှန်တကားကိုရိုးဒုံးဆိုပတ်ဝန်းကျင်ကြောင်းပိတ်တဲ့လူတွေရှိတယ်အရှိတရားအပေါ်မှာတတိမထားတော့မာနတွေမပါဘူးလားဟဲ့ငွေတွေကလည်းလူကိုစိတ်တက်ကိုပြက်ပြားစေတဲ့ယာဓုတွေကရောမပြတ်ဘူးလားယာဓုတွေမရှိငါတမျိုးယာဓုတွေရတော့ဘာယာဓုမှမဟုတ်ဂောပကဥက္ကဋယာဓုရတော့ပြောင်းကြဖြစ်နေတဲ့လူတွေမရှိဘူးလားတခါကြီးမပြောဟိုဘက်ကလူတွေပြောတာဘာယာဓုမှမဟုတ်ဘူးအဲ့ဒါသူများမလုပ်ချင်တဲ့ယာဓုကိုရတာငါ့အမြမတိလေးစားလုပ်တယ်ဆိုတဲ့စိတ်ကဝင်လားမဝင်ဘူးလားဂောဘကယာဥက္ကဋကိုမတိလေးစားလို့မချိုက်ဘူးဟောပြိဿဘာယာဓုမှမဟုတ်စေငောင်းယာဓုသူများတွေမလုပ်ချင်လို့ပေးထားတဲ့ယာဓုကိုတမ္ပရယာဓုရတယ်ပြန်ထင်လားမသိမြောက်ကြဖြစ်တဲ့သူတွေမရှိဘူးလားအဲ့ဒါပဲယာဓုသည်တတိမပိုင်လူကိုဒါကြောင့်ဘုရင်ယာဓုဆိုတာတရားမသိယူတာနဲ့အတူတူပဲယာဓုကဘာတော့ power increase ပဲเนาะအာနာယူတယ်ခေါ်တာပဲเนาะတရားမသိယာဓုကယူလားမယူလား
ယာတုတွေယူနေတဲ့လူတွေလောကမှာအများကြီးပဲငွေတွေရှိတာကောင်းမှတဲ့တရားမရှိရင်ငွေကြောင့်ယူတတ်တယ်ယာတုရှိတာကောင်းမှတဲ့တရားမပိုင်ယာတုကြောင့်ယူတတ်တယ်ဂုဏ်နေရှိတာကောင်းမှတဲ့တရားမသိရင်ဂုဏ်ကြောင့်ယူတတ်တယ်ဆိုတော့အရှိတရားအပေါ်မှာမရှိတရားတွေကအမြဲတမ်းပါတဲ့အတွက်ရှိနေလို့လည်းပဲမှန်တက်စရာမရှိပါမရှိလို့လည်းစိတ်တက်ကြစရာမရှိဘူးရှိခြင်းမရှိခြင်းတန်ကိုခံနိုင်လောကဓာတ်ကိုခံနိုင်တာပဲလောကဓာတ်ခံနိုင်တဲ့လူကမကြရှုံးဘူးလောကဓာတ်ကိုပခံနိုင်တဲ့လူကကြရှုံးတော့တာပဲဆိုပရိသေခရဓမ္မဆိုတဲ့ဂုံညင်းတရားကိုလည်းမဂုံပရစေနဲ့လို့တောင်းတလို့ရပါမလားဆိုကြည့်ပါဂုံတိဓမ္မမဂုံရတောင်းတမရပါဂုံတိဓမ္မမဂုံရတောင်းတမရပါတောင်းတမရသဘာဝတရားသိနဲ့ဆင်ခြင်ပါတောင်းတမရသဘာဝတရားသိနဲ့ဆင်ခြင်ပါဘေကဝေจิตတจิตမိတို့ဣဒာဤလောက၌ခရဓမ္မကုံတတ်တဲ့သဘောတွေကိုမာခိတိမကုံပရစေနဲ့လို့အလပနိယဌာနံတောင်းတ၍မရတဲ့အတွက်ကြောင့်အပမဒေနမမေ့မလျောမပေါ်မစားတဲ့သတိတရားနဲ့တမ္ပါဒေထကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့ကုံညင်းရဲ့သဘောမှာစိတ်ဓာတ်တွေပြက်ပြားပြီးတော့ခံစားမနေပါနဲ့တရားအတိလေးနဲ့ဆင်ခြင်ပြီးတော့နေထိုင်နိုင်ကြပါစေကုန်ရင်လို့ဘဂဝါဘုန်းတော်6ပါးသခင်ဖရာရှင်ကိုရောမြတ်ကြီးသည်အဝေါ်စာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းတောင်းတမယသဘာဝတရားပရိသတ်ရဲ့ဘာတရားမြတ်စွာဘုရားကလောကမှာရှိတဲ့တတ္တဝါတွေတောင်းတ၍မရတဲ့အရာ၅မျိုးအလပ္ပနိယဌာန၅မျိုးရှိတဲ့အကြောင်းမိန့်တော်မူတဲ့ဇရာဓမ္မအိုရမဲ့တရားတွေကိုမကိုပြရစေနဲ့လို့တောင်းတလို့မရဘူးဗျာတိဓမ္မနာရမဲ့အရာတွေကိုမနာပြရစေနဲ့လို့လည်းတောင်းတလို့မရဘူးမရဏဓမ္မသိရမဲ့အရာတွေကိုလည်းမသိပြရစေနဲ့လို့လည်းတောင်းတလို့မရဘူးခရဓမ္မကုံရမဲ့အရာတွေကိုမကုံပြရစေနဲ့လို့လည်းတောင်းတမရဘူးနောက်ဆုံးတောင်းတလို့မရတဲ့အရာတစ်ခုကနတ္တဓမ္မနတ္တဓမ္မဘေကဝေจิตတจิตမိတို့ဣဒာဤလောကနဲ့နတ္တဓမ္မပျက်စီးမဲ့အရာတွေကိုမာနတန္တိမပျက်စီးပြရစေနဲ့လို့မာနိတိတိမပျက်စီးပြရစေနဲ့တော့အလပ္ပနိယဌာနတောင်းတ၍မရဘူးတဲ့နံပါတ်5တစ်ခုကပရိသတ်နတ္တဓမ္မပြောနောက်တစ်ခေါက်ပြောနတ္တဓမ္မဆိုတာပျက်စီးတဲ့တရားတွေဘာတရားတွေလဲပျက်စီးရမယ့်အရာတွေကိုမပျက်စီးပြရစေနဲ့လို့လဲတောင်းတလို့မရဘူးတဲ့နတ္တဓမ္မပျက်စီးခြင်းပျက်စီးတာတွေရောမကြုံဘူးလားအကုန်ပျက်စီးတော့တာပဲကြည်စမ်းကုံတဲ့တရားတွေလည်းကုံသွားကြပြီပျက်စီးတဲ့တရားတွေလည်းပျက်စီးသွားကြပြီပျက်စီးတဲ့နေရာမှာပျက်စီးခြင်းအမျိုးမျိုးရှိတယ်စီးစိမ်ဥစ္စာတွေပျက်စီးတာတွေရှိတယ်လူတွေပျက်စီးတာတွေရှိတယ်စိတ်ဓာတ်တွေပျက်စီးတာတွေရှိတယ်ပျက်စီးခြင်း၃မျိုးစီစဉ်ဥစ္စာပျက်စီးတာရဲ့တတ္တဝါတွေပျက်စီးတာရဲ့စိတ်ဓာတ်ပျက်စီးတာရဲ့စိတ်ဓာတ်ပျက်စီးဆိုကိုကျင့်ပျက်စီးတာကိုပြောတာပါအဲ့ဒီပျက်စီးခြင်းနဲ့မှစိတ်တက်ပြက်တာအဆိုးဆုံးပဲ။ဘာပြက်တာအဆိုးဆုံးအပြက်တကအပြက်ထဲမှာစိတ်တက်တွေပြက်ပြားသွားတာအဆိုးဆုံးကိုจิตတရားတွေပျက်စီးသွားတာအဆိုးဆုံးလောကကြီးကစီစဉ်ဥစ္စာတွေတဲ့ဗမာပြည်မှာကပရိသတ်တရားတွေကတော့ပြနေပြီသားနော်ကိုကမယူတတ်လို့ကိုကမယူချလို့စီစဉ်ဥစ္စာတွေလည်းပျက်စီးကြပြီအကုန်ပျက်စီးနေဟောတတ္တဝါတွေသက်ရှိသက်မဲ့တွေလည်းအချိန်မြေသေးချေပျက်စီးတယ်ဒါလည်းကြုံရပြီနာဂိတွေလည်းဖြစ်တယ်မုံတိုင်းတွေလည်းဖြစ်တယ်မိတွေလည်းလောင်အဲ့ဒီအဆိုးဆုံးအခုပျက်စီးနေတာဗမာပြည်အပါဝင်လောကကြီးအဆိုးဆုံးပျက်စီးနေတာစိတ်ဓာတ်တွေပျက်စီးနေတာဘာတွေပျက်စီးနေစိတ်ဓာတ်တွေတော်တော်ပျက်စီးပြီနော်ဗမာလူမျိုးတွေမှာဘုန်းကြီးတစ်ခါကကျောင်းကလေးတွေပြောမင်းတို့စိတ်ဓာတ်တွေကကွာလို့ဖနှက်စင်ကကိုတက်မလားဘူးဘယ်ကကိုတက်မလားဖနှက်စင်ကတက်မလားဗမာပြည်မှာဖနှက်ပြောက်တာတော်တော်နာမည်ကြီးတယ်ဖနှက်တွေပြောက်လားမပြောက်ဘူးလားအလူသွားရင်ကိုဖနှက်လေးကောင်းကောင်းလေးစီးပြီးသွားတယ်အဟောင်းလေးနဲ့လဲပြီးပါသွားတယ်
နော်အဲ့စိတ်တက်ကဒီဖက်နှက်လေးတရံဘလောက်များချမ်းသာသွားမှာလဲကြည်စမ်းအဲ့တော့ဖက်နှက်စင်ကားကိုမတက်ဘူးဒါကြောင့်ဘုန်းကြီးကကျောင်းမှာရှိတဲ့တပည့်တွေအမြဲတမ်းဩဝါဒပေးမင်းတို့အချောင်းလိုချင်တဲ့စိတ်ဘယ်တော့မှမမွေးနဲ့ဘာစိတ်လဲဟောလမ်းမှာတွေ့တော့1000နန်လေးတွေ့တယ်ပတ်စံအိတ်လေးတိတ်ကောက်ရတယ်တွေ့တဲ့လူတွေကလေပတ်စံအိတ်လေးကောက်ပြီးတော့ဟိုဆိုင်ရာကိုသွားအပ်မယ်ဆိုတဲ့လူထဲထောပြီဆိုတဲ့လူကဘယ်သူကပုံများတယ်ဟာတွေ့ပြီးထောပြီဆိုတဲ့လူကများတာဗျာနော်ပတ်စံ1000နန်လေးသူတဲ့ကအလူရဲ့လူကောက်တာပတ်စံအိတ်လေးကိုသူတဲ့ငါထောပြီဆိုပြီးတော့ယူတဲ့လူများတယ်အဲကြောင့်ကျောင်းမှာကိုင်းနေဦးစင်းနေအလူတန်းလာတော့ပတ်စံတွေ့မင်းတို့လမ်းမှာကြာနေတဲ့ဟာပဲတိုးတော်လည်းပဲလမ်းမှာကြာနေတဲ့ပစ္စည်းဆိုလို့ကောက်တော့ကောက်ပေမဲ့အဲ့ဒီပစ္စည်းတွေကိုပစ္စည်းတကယ်ဟုတ်ရဲ့လားကိုပစ္စည်းမှမဟုတ်တာဘာဖြစ်လို့ထောပြီးဆိုလို့ယူစရာအကြောင်းမယူအဲ့ဒါအချောင်လိုခြင်းစေဒါကြောင့်မလို့အဲ့ဒီစိတ်ကလေးကိုဘုန်းကြီးကမင်းတို့တွေ့ရင်လည်းကိုပစ္စည်းမဟုတ်ရင်ဘုန်းကြီးရှိမှလာအပ်တော့ဆိုင်ရရုံးမှအပ်တာကိုပစ္စည်းမှမဟုတ်တာဘလောက်ပဲများအချောင်လိုခြင်းစိတ်မမွေးရဘူးတော့ဗမာပြည်မှာအဲ့ဒီထောပြီးဆိုတဲ့လူတွေကများတော့ပစ္စည်းဝတ္ထုကိုလည်းပဲကြောက်နေရတော့ဒါကြောင့်မလုံခြုံမှုဆိုတာအဲ့ဒါပြောတယ်used to မဖြစ်ဘူးဘုန်းကြီးဥရောပရောက်တယ်ဒီတစ်ခါ August လာတော့ Germany နိုင်ငံ Frankfurt မြို့မှာဟိုဘုန်းကြီးကအီတလီသွားတော့ Venice ဆိုတာကမ္ဘာအလှဆုံးမြို့ပဲ Venice မြို့မှာလူတွေတအားများတော့ကိုပတ်စံအိတ်ဘုန်းကြီးပတ်စံအိတ်ကပိုင်းနိုင်ခံရတယ်နော်ကပိုင်းနိုင်ခံရတယ်ဘုန်းကြီးကမပြောပါဘူးရှက်လုံးလူရှိသူရှိမှလေကြုံမှာပလင်ပေါ်ရောက်မှပြောတယ်ကိုပစ္စည်းခိုးခံရတယ်ပြောဘယ်တော့မှအော်ကြီးရှိချေရှောက်မပြောနဲ့ဘုန်းကြီးကအခုတော့စင်ကျင်တယ်။အော်ငါအကျွေးတစ်ခုကြေသွားတယ်။နော်ကိုပစ္စည်းအခိုးခံရလို့ရှိရင်ပျောက်သွားရင်လေဥစ္စာပျောက်ငရဲရောက်မဖြစ်နဲ့ကိုယူခဲ့လို့ပြန်ယူသွားတာကိုအကျွေးပြန်ဆက်ရတော့သဘောထားနော်အဲ့တော့ business မှာ Romania လူမျိုးတွေကအဲ့ Romania အုပ်စုဆိုတာတအားတောင်းကြတာအုပ်စုလိုက်ကိုခိုးတာဘုန်းကြီးတို့၅ပါးလောက်သွားတယ်ဟောဆရာတော်မေတ္တာကြီးနေပူတဲ့အချိန်သွားတော့တအားပူတာတအားပူတော့ဟိုကလူတွေကပူပြီဆိုတော့ဘာလို့လဲချွတ်ပြီပေါ့နော်ဟိုကလူတွေကစောင်းနေမှာတအားလုံချုံထားပြီးမှပူပြီဆိုရင်အကုန်ချွတ်ပြီအဲ့ဒါမျိုးလဲချွတ်သွားတာပဲချွတ်တော့ဒီပါပဲအဲ့ဒါဘုန်းကြီးနဲ့အတူပါတက္ကမကြီးတယောက်ကပြောတယ်ရှင်ဘုရားတို့ဖေဟာတဲ့ဒီနိုင်ငံတွေကပြန်သွားတော့မှလူမထွက်တော့ဘူးဆိုရင်အရှင်ဘုရားတို့မြဲပြီဖေဟာဘာဖြစ်လို့လဲတက္ကမကြီးဒီလောက်ဖော်ချွတ်နေတာအရှင်ဘုရားတို့ဒီပေါ်မှာစိတ်တွေငြိမ်အောင်ထိန်းနိုင်ပြီဆိုရင်တော့ရှင်ဘုရားတို့လူမထွက်တော့ဘူး။အော်ဒါတွေကတော့ရှောက်နိုင်တိတ်နိုင်နေပါပြီလို့နော်။သူတို့ကဘာမှဝတ္တပြုတာမရှိဘူး။အော်နေပူတော်လှုံကြသေးတယ်သူတို့ကနေမမြင်ရတဲ့နိုင်ငံတွေနေထွက်ပြီဆိုတော့နေပူသာလှုံကဖြူနေတဲ့သူကနေပူတော့หนีသွားတာအသားလေးသူတို့ကနေတာကိုကြိုက်တယ်။ဒီကหนีနေတဲ့လူတွေကနေပူခံလိုက်တော့မဲသွားတာဘုန်းကြီးပြန်လာမျက်နှာကြီးမဲနေတာနော်အော်အရှင်မြတ်ဥရောပသွားတယ်အေးတဲ့နိုင်ငံသွားတယ်ပြောတယ်မဖြူဘဲနဲ့မဲနေပူသွားဒီတော့တော်တော်လေးကိုပြန်ပြီးအခန်းအောင်တာတော့နည်းနည်းပြန်ပွေးနေတာတော်တော်မဲသွားလိုက်သေးတယ်နော်အဲ့ဒါပြောချင်တဲ့က Venice မှာကပိုင်းနိုင်ခံရတော့ပတ်စံကြီးပျောက်သွားတာဘုန်းကြီးဂျာမနီရောက်တော့ပတ်စံကြီးတောင်းဝဲတယ်သွားဝဲတော့ကိုရီးယား brand တွေပါသိကင်နိုင်တာမဟုတ်တော့ဖေတုပ်ဆိုင်မှာသွားဝဲဖေတုပ်တွေနော်ဒီမှာဖေတုပ်ဝဲတဲ့လူတွေရှိပါဈေးတက်တာနဲ့ရတဲ့ဆိုင်သွားဝဲတော့ဘုန်းကြီးအိတ်ကလေးတိတ်တူတော့အဲ့ဒီအိတ်ကလေးကြိုက်လို့ဆိုပြီးအဲ့အိတ်လေးလက်ဆွဲအိတ်လေးဝယ်လိုက်တော့အဲ့ဒီအိတ်ထဲမှာ pocket တစ်ခုပါလာတယ်ပတ်စံအိတ်ထဲမှာကတ်တွေရောယူရိုတွေလည်းပါတယ်ဗမာစိတ်ဆိုရင်ထောပြီဆိုတဲ့စိတ်နဲ့ယူထားမှာပေါ့နော်ဘုန်းကြီးတို့ကဘုန်းကြီးဆိုတော့ဒါလည်းပဲမသိမသာရင်ခိုးခြင်းထဲမှာပါတော့ပါရာဇိကလည်းရှိတော့မခိုးပါအစတည်းလည်းအချောင်လိုခြင်းစိတ်မရှိတော့ဘုန်းကြီးကအိပ်ပစံအိတ်လေးယူပြီးတော့ကောင်တာမှာသွားပြီးတော့အပ်လိုက်ဟိုကထားခဲ့ပါပဲပြောတယ်နော်ကျေးဇူးတင်နေပါရဲ့ဘာမှမပြောဘူးအရေးတူလဲထူးဆန်းတယ်ဘာမှမပြောကိုကအဲ့မှာဖီးဖြစ်တယ်အော်ငါတလောက်ရိုးရိုးသားသားနဲ့ဒီပတ်ဆိုင်လာပြန်ပေးတာငါကျေးဇူးတင်ဖို့တော့ကျေးဇူးတင်စကားလေးတော့မပြောဘူးငါတို့နိုင်ငံမှာဆိုဂုံပြူပွဲတွေပါတော့လို့ရင်လုပ်ပေးအောင်ပါအမပီမာကရိုးသားတဲ့လူမရှိတော့ရိုးသားတဲ့လူဆိုရင်ဂုံပြူပွဲတွေရှာကြံပြီးလောက်ရတာရှိလားမရှိဘူးလားပတ်စံအိမ်ပြန်ပေးဂုံပြူပွဲကိုတိတက်လောက်ပေးရဟိုနိုင်ငံတွေမှာ this is the used to be this is duty of human beings ဒါလူသားတွေရဲ့တာဝန်ပဲပြည်တယ်ဟိုမှာပတ်စံ
ပစ္စည်းပြန်ပြောက်လို့ရတာသွားပေးတော့ဘာမှအထူးဆန်းမှာမလားကိုတယောက်တည်းပေးတာမအကုန်လုံးပေးတဲ့လူတွေပဲကိုတယောက်တည်းထူပြီးတော့ဂုံပြူစားမယ်ကိုကစိတ်ကဗမာစိတ် mindset ကဗျာစိတ်တက်ကပြက်ပြားနေတဲ့နိုင်ငံလာတဲ့အခါကျကိုယ့်ကိုပဲဂုံပြူခံခြင်းနဲ့စိတ်ကလေးကရှိနေတာကြည်စမ်းဟောစရာဒါကြောင့်မို့အချောင်းလိုချင်တဲ့စိတ်တွေနဲ့ဘယ်တော့မှဂုံပြူဒီမှာအဲ့ဒါမျိုးဂုံကိုပြုတ်နေရတာကြည်စမ်းစိတ်တက်တွေပြတ်သွားသူများပြည်စီအချောင်းလိုချင်တဲ့စိတ်ကရှိတယ်ဟိုနိုင်ငံမှာဂုံပြူဖို့နေမသိတော့မသိကြအောင်ဆိုစိတ်ထဲမှာ feel ဖြစ်တာပြောပြတာနော်အဲ့တော့သီးသန့်ထူပြီးတော့ဂုံပြူစရာမလိုတဲ့နိုင်ငံတွေဟောဒီနိုင်ငံတွေမှာတခိုးတွေများစိတ်တက်တွေပြတ်ပြအချောင်းလိုချင်တဲ့စိတ်တက်လူတွေများတော့ရိုးရိုးသားသားပြန်ပေးတဲ့လူတွေဆိုရင် honestly ဖြစ်အောင်အိုးဂုံပြူပွဲတွေကြီးကြဲကြဲလုပ်ပေးရတာမရှိဘူးလားဘုန်းကြီးတို့ဗမာနိုင်ငံစိတ်တက်တွေပြတ်သလားမပြတ်ဘူးလားရအောင်ပြိတ္တရဲ့အပြတ်တကအပြတ်ထဲမှာစိတ်တက်ပြတ်တာ character ပြတ်တာကိုကျင့်ပြတ်တာအဆိုးဆုံးပဲWe have to change our mindset firstly တို့ရဲ့စိတ်တက်ကိုအရင်ပြင်ရမှာ။ကြောင့်ပြောင်းလဲမယ်ဆိုဘလောက်ပဲပြောပြိတ္တတိုင်းပြည်ဘလောက်ပဲပြောင်းလူတွေရဲ့စိတ်တက်မပြောင်းရင်ဒီတိုင်းပြည်ကောင်းပါမလား။အဲ့ဒါ NLD ကတက်လာတယ်မဲဆွဲတဲ့ကဝပြောင်းလဲရမယ်ဆိုတဲ့စိတ်နဲ့သူတို့ကြော်ညာပြီးအော်ပြီးတက်လာတယ်အမေရိကန်သမ္မတ Barack Obama ကလည်း we have to change ဆိုတဲ့စကားလုံးနဲ့နိုင်ရသွားတာပဲလေအဲ့တော့ဗမာပြည် NLD ကလည်းပဲပြောင်းရမယ်ဆိုတဲ့စိတ်နဲ့အော်ပြီးတော့တက်လာမဲတွေရတော့လူတွေကပြောင်းလဲခြင်းကိုလိုချင်တော့ပြောင်းပါတယ် NLD ပြောင်းလာတော့တော်တော်လေးလဲကောင်းလာပါတယ်ကောင်းလာပြီလားတော်တော်လေးလဲကောင်းလာပါတယ်စိတ်ပြက်ဖို့မပြောင်းတော့ဒီနိုင်ငံတော်အတိုင်ပင်ခံက very bright သိဉာဏ်ကြီးတာသိလက်စကားတတ်တာပြိတ္တတွေရောပြည်သူတို့မိန်ဝန်းချွေတယ်လေပြောင်းတယ်ဆိုတာတဲ့အစိုးရကစနစ်ကိုပဲပြောင်းရတာပါတဲ့ပြည်သူကစိတ်တက်ပြောင်းဖို့တော့လိုပါတယ်ကြည်စမ်းဟောရသိတော်တာနော် together with people ဆိုပြီးလှုပ်ချအောင်ဟုတ်တယ်သူပြောတာမှန်တယ်ဘုန်းကြီးကြိုက်တယ်အဲ့စကားလုံးပြောင်းတယ်ဆိုတာအစိုးရကစနစ်ကိုပဲပြောင်းပေးလို့ရတယ်ပြည်သူကဘာပြောင်းမလဲစိတ်တက်ပြောင်းတို့ဦးချင်းရဲ့စိတ်တက်ပြောင်းအောင်ဖဏတ်ချွတ်ကစိတ်တက်တွေဖဏတ်ချွတ်မှာပဲထားခဲ့လိုက်ပါဟုတ်ပြီလားကိုယ့်ဟာသာကိုမြင့်မှာကိုယ်စိတ်တက်ကိုမြင့်မှာပေါ့နော်ဒါကြောင့်အပြက်တကအပြက်ထဲမှာစိတ်ပြက်တာကအဆိုးဆုံးစိတ်တက်တွေပြက်ပြားတာအဆိုးဆုံးနတ္တာဓမ္မပျက်စီးခြင်းအရာတွေကအများကြီးရှိတာအဲ့ဒါတွေလည်းမပြက်ပြရစေနဲ့တောင်းတလို့မရဘူးပစ္စည်းတွေလည်းပြက်ရမှာပဲတတ္တဝါတွေလည်းပျက်စီးရမှာပဲအဆိုးဆုံးကကိုကျင့်နေပြက်တာပစ္စည်းပြက်တာကပယ်လို့မရဘူးတောင်းတလို့မရဘူးတတ္တဝါတွေပျက်စီးတာလည်းတောင်းတလို့မရဘူးအေးကိုယ့်ရဲ့စိတ်ဓာတ်မပြတ်ဖို့ကိုယ့်ရဲ့ကိုကျင့်တရားတွေမပြတ်ဖို့ဆိုရင်တော့ကိုကပြုပြင်လို့မရဘူးလားကိုယ်စိတ်ဓာတ်မပြတ်ဖို့တော့ကိုကစောင့်ရှောက်ရမယ်ကိုယ့်ရဲ့ကိုကျင့်တရားတွေမပြတ်အောင်တော့ကိုကထိန်းရမယ်ပျက်စီးခြင်းနဲ့ဖျက်ဆီးခြင်းဆိုရင်ဘုရင်တရားလေးတစ်ပုဒ်ဟောဖို့တယ်ပျက်စီးခြင်းနဲ့ဖြစ်စည်းခြင်းနော်ဝိပတ္တိတရား၄ပါးဆိုတာရှိလားမရှိဘူးလားဗျတနာတရား၅ပါးဘယ်မှာပါလဲဟောကသာတော်တယ်မှာနော်မမေးပါဘူးဘာတွေလဲဆိုတာနော်မမေးပါဘူးဘာတွေလဲဆိုတာသိမှမသိတာအပယ်၄ပါးတော့သိတာပေါ့ကတ်၃ပါးလည်းသိတာပေါ့ယန္တမျိုး၅ပါးသိတာပေါ့ရက်ပြည့်၈ပါးဆိုရင်ဟိုနေခွနဲ့နော်ယသိဖြစ်ပါယံမျိုး၅ပါးဝိပိတ်တရား၄ပါးဗျတနာတရား၅ပါးဗျတနာဆိုတာပျက်စီးတာကိုပြောတာပဲညာတိဗျတနာဆွေမျိုးတွေပျက်စီးတာဘောဂဗျတနာစည်းစိမ်ခြင်းပျက်စီးတာညာတိဗျတနာဘောဂဗျတနာရောဂဗျတနာအနာယောဂနှိမ့်ဆက်လို့ပျက်စီးတာနော်ညာတိပြတနာဘောဂပြတနာရောဂပြတနာဒိဋ္ဌိပြတနာအယူဝါဒတွေပျက်စီးတာသီလပြတနာကိုကျင့်သီလတွေပျက်စီးတာနတ္တဓမ္မ၅မျိုးတော်တော်ကောင်းတဲ့တရားဘုန်းကြီးတော်ဟောရင်နဲ့တော်တော်လေးကိုကိုယ့်အတာကိုကြီးညိုတာအစုံပါတယ်နော်ဘုန်းကြီးဖွင့်ပြသွားတာနတ္တဓမ္မပျက်စီးခြင်း၅မျိုးထဲမှာညာတိပြတနာဆွေမျိုးတွေလည်းပြက်မှာပဲဘောဂပြတနာစည်းစိမ်တွေလည်းပြက်မှာပဲရောဂပြတနာအနာယောဂနဲ့ပျက်စီးမှာပဲဒိဋ္ဌိပြတနာအယူဝါဒပြက်တယ်သီလပြတနာကိုကျင့်သီလတွေပြက်တယ်အရင်ရှိက၃မျိုးကတော့သူအလိုလိုပြက်တာ
နောက်ကဒိဋ္ဌိပြဒနာသီလပြတ်တာကဖြက်လို့ပြက်တာဗျာဟိုကသဘာဝအလျောက်ပြက်တာဒိဋ္ဌိပြဒနာနဲ့သီလပြဒနာသဘာဝအလျောက်ပြက်တာလားဖြက်လို့ပြက်တာလားပရိသတ်ကိုကဖြက်လို့သူပြက်သွားတာဖြက်စီးလို့ပြက်စီးသွားတာအယူဝါဒပြက်တယ်ဆိုတာအလိုလျောက်မဟုတ်ကိုဖြက်လိုက်လို့အယူဝါဒပြက်သွားတာဖြက်လို့ပြက်တာသီလပြက်တယ်ဆိုတာကသူ့အလိုလိုပြက်တာမဟုတ်ဘယ်သူဖြက်လို့လဲကိုဖြက်လို့ကိုပြက်တာဆိုတော့ကြည်စမ်းပျက်စီးခြင်းတရားတွေကတော့တဘာဝအရာပျက်စီးနေတာတော့ရှိနေမှာပဲအဲ့ဒီပျက်စီးခြင်းတွေထဲမှာဒိဋ္ဌိပြဒနာဆိုတဲ့ကိုဖြက်လို့ပြက်တဲ့အယူမှားတာတွေတော့မဖြစ်ကြစေနဲ့သီလပြဒနာလို့ခေါ်တဲ့ကိုကျင့်သီလတွေပြက်တာကကိုဖြက်လို့သူပြက်သွားတာမျိုးတော့မဖြစ်စေနဲ့ပြက်တော့ပြက်ပါစေဖြက်လို့ပြက်တာမျိုးတော့မဖြစ်စေနဲ့ပျက်စီးခြင်းတရားတွေကိုမပြတ်ပါစေနဲ့တောင်းတလို့ရပါမလားဆိုကြည့်ပါပျက်တိဓမ္မမပြည့်ရတောင်းတမရပါပျက်တိဓမ္မမပြည့်ရတောင်းတမရပါတောင်းတမရသဘာဝတရားအသိနဲ့ဆင်ခြင်ပါတောင်းတမယသဘာဝတရားအသိနဲ့ဆင်ခြင်ပါဘေကဝေจิตจิตမိတို့ဣဒာဤလောက၌နတ္တဓမ္မပျက်စီးတတ်တဲ့တရားတွေကိုမာနိတိတိမပျက်စီးပြရစေနဲ့လို့အလပနိယဌာနံတောင်းတ၍မရတဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့တရိတရားနဲ့တမ္ပါဒိဋ္ဌကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့ဉာဏ်ဓာတွေဘလောက်ပဲပြက်ပြက်အယူဝါဒတွေမပြက်ကြပါစေနဲ့ကိုကျင့်သီလတွေမပြက်ကြပါစေနဲ့ရေလို့ဘဂဝါဘုံတော်6ပါးတကယ်ဖယားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါဇာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းတောင်းတမယသဘာဝတရားပရိသေဘတရားအာလပနိယဌာနတုတ်ကိုအခြေခံ၍တောင်းတ၍မရတဲ့အရာ၅မျိုးကိုဗုဒ္ဓမြတ်စွာဘုရားမိန့်တော်မူတဲ့နံပါတ်1ကသရာဓမ္မဗာဓမ္မလဲအိုတဲ့အရာကိုမအိုပါရစေနဲ့လို့တောင်းတလို့ရပါမလားနံပါတ်2ကဗျာတိဓမ္မနံပါတ်2ကနာရမယ့်အရာတွေကိုမရမနာပါရစေနဲ့တောင်းတလို့မရဘူးနံပါတ်3ကမရဏဓမ္မဗာဓမ္မသေရမယ့်အရာတွေမသေးပြားစေနဲ့တောင်းတလို့မရနံပါတ်4ကခယဓမ္မဗာဓမ္မကုန်ခန်းတဲ့အရာတွေမကုန်ခန်းပါစေနဲ့လို့လည်းတောင်းတလို့မရဘူးတဲ့နံပါတ်5ကနတ္တဓမ္မဗာဓမ္မလို့ပျက်စီးမဲ့အရာကိုမပျက်စီးပါနဲ့လို့တောင်းတလို့ရပါမလားတောင်းတမရသဘာဝတောင်းတလို့မရတဲ့အရာဘယ်နှမျိုးလဲအဲ့ဓာတွေကဘယ်သူမှတောင်းတလို့မရတဲ့အတွက်ကြောင့်ကိုယ်တိုင်အဲ့ဓာတွေဂျုံနေတဲ့အခါမှာတောင်းတမရတဲ့သဘာဝတရားလေးနဲ့ဆင်ခြင်ပြီးတော့အဲ့ဒီမရတဲ့အရာကတရားလေးအဖြစ်ပြောင်းပြီးတော့ရအောင်ယူနိုင်ပြီဆိုရင်ပြိတ္တရဲ့နေရတဲ့ဘဝတန်ဖိုးရှိပါတယ်နော်တခန္ဓာကိုယ်ကတရားပါပဲပျက်စီးခြင်းကတရားပါပဲတရားအတိလေးရှိနေအလုံးကနေရာတိုင်းမှာတရားရှိပါတယ်နေရာတိုင်းမှာတတိရှိဖို့ပဲမဟုတ်လားနေရာတိုင်းမှာတရားရှိတယ်အချိန်တိုင်းမှာတရားရှိတယ်လူတိုင်းမှာတရားရှိတယ်တတိလေးနဲ့ပဲနေဖို့ပါဘာနဲ့နေရမှာရအောင်တောင်းတမရတဘာဝဆိုတဲ့တရားပရိသတ်ရဲ့တဏှာကြီးခွဲကာနေပါပြီဘုရင်9နာရီခွဲတဲ့အထိဟောပါတယ်နော်အဲတော့ကျင့်တတ်ကြပါတော့တရားလေးတဲ့ပုံပေါ်သွားပြီလက်တွေဘဝထဲမှာဒီတရားတွေကျင့်သုံးနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်တောင်းတမရတဘာဝဆိုတဲ့တရားပုံပေါ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကြပြလေးတွေဆိုပြီးတရားသိညာအောင်ဆိုအိုတိဓမ္မတရားတော်ဟောကြားပေးသွားပါတော့ဆရာတော်ရှင်မြတ်သည်ကျမ်းမာပါစေချမ်းသာပါစေခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားတော်ကိုနာယူကြကုန်သောတရားချစ်ခင်သူတော်စင်ပြိတ္တပေါင်းတို့သည်လည်းကျမ်းမာပါစေချမ်းသာပါစေတရားသူတရားမြတ်များရရှိပြီးမိမိရည်မှန်းရာနိဗ္ဗာန်သို့လွယ်ကူလျင်မြန်စွာ
ရောက်ရှိနိုင်ပါစေသာဓုသာဓုသာဓု